30 ရက် 10 လ 2013 ခုနှစ်ဘေနိဗျာငါးစုဓမ္မယုံဉာဏ်တကာယယာမများဦးစီးပရဏာပြုပြီးဆင်ကျင့်ပါအပ်သောအထုလုပ်ပေးခြေသိငါရဲ့တရားစခန်းရဲ့ဒီနေ့ပဲ2 ယောက်မြောက်ပါလိ3 ရက်မြောက်ဟုတ်လားအဲ့ဒီတော့မိမိတို့ရဲ့ဒီနေ့တနေ့တာရဲ့နောက်ဆုံးချိန်ညနေဘက်မှာတရားတွေနာယူမှတ်သားခြင်းဖြင့်အချိန်ကိုအသုံးပြုသွားဖို့နော်အဲကြောင့်မလို့တရားမောကြသည်မီတရားမနာကြသည်မီတရားပိုင်ရှင်ဖြစ်တော်မူသောအသောဘုရားရှင်ရဲ့ပုံတော်ပေါ်မှာဂုဏ်တော်ထည့်ပြီးတော့ဗုဒ္ဓနုတ္တိပွားများကြမယ်အာယုံယူထားပြီးသေဇောတိတောကရုညေနပရံပရထမဝဟောကရောပယထာနိဗ္ဗာနံဩသစ္စာဒုက္ခရာကရံနာထောငါဤကိုယ်ွယ်ငါကိုကဲ့သိငါနဲ့မရှားလူနဲ့များတို့ဤကိုးစားရာတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ကာရုညေနတတဝခဝင်းဆင်းရဲခြင်းကိုလွန်ပင်ပြင်းပြသနာတော်မူလာသောမဟာကရုဏာတော်သည်သိဇောတိတော်မချောင်းသာအောင်ခါခါထထနှိုးသောအတ္တိဖြစ်၍ကရောပယထနိဗ္ဗာန်လက်လန်းမီလောက်အနိရောက်လည်းရဲ့မျက်မှောက်ပြုရန်မြတ်နိဗ္ဗာန်ကိုဩသေဇာလွယ်တကိုလမ်းမယူပဲဘိုလ်လိုတွဲတာပဲဆုံးခွာ၍ဒုက္ခရသမန်လိုမြာကမကြံအားအောင်ထူးခြားလွန်ကဲ့ဖြစ်ခြင်းတော်မူသောပါရမီတော်ဖြစ်ကိုကာရကာရတော်လေးသေးရှိကိကတသိမ့်မြထိမ့်သိမ့်စင့်စင့်ဖြစ်ခြင်းတော်မူလည်းရဲ့ပရထံသူရဘာတို့အကျိုးကိုအာဝဟောကိုစင်ရဲမှုလည်းလျှို့ရှုလည်းရဲ့အမှုပါလုံးရွယ်ဆောင်တော်မူခဲ့ပါသောဓမ္မကဝန္တံမြတ်ကိုကဲငါကိုကဲ၍ငါနဲ့မရှားလူနဲ့များတို့ဤကိုးစားရာတဆင်းတစကင်းဖြစ်တော်မူသောထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမြတ်မကံတရားဟောတရားနာဖြစ်ကြကုန်သောသားတော်သမီးတော်ဘုရားတပည့်တော်တို့သည်နမောကာယဝစီမနောရှိလည်းရဲ့အင်းစလင်ညွှဲကြောလက်စုံမူကားရှိခိုးဥညွှတ်ကြပါတော်သည်မြတ်စွာဘုရားဖေယာဒုက္ခိတာဟောထဒုက္ခမုံစထကိုယ်စိတ်နှပြကျမ်းမှာချမ်းသာလို့ကုသိုလ်စိတ်တွေထာဝရတိုးပွားနိုင်ကြပါစေလို့မေတ္တာလေးပို့ပြီးတော့တရားဟောကြတရားနာကြမယ်ချမ်းချမ်းသာသာထိုင်ဘုရားရှင်ဤအဆုံးအမတရားတော်တွေဟာအပမဒဆိုတဲ့တတိလေးတစ်ခုကိုအခြေခံပြီးတော့တရားတွေဖြစ်ကြတယ်တရားအသည့်တွေပေါ်ကုန်ကြသောတာပန်တွေဖြစ်ကြတဲ့သဂရဂန်တွေအနာဂန်တွေယန္တာတွေဖြစ်ပြီးတော့သန္တရာလန်ခီးတွေပြီးဆုံးကြတယ်ဆိုတာတတိတစ်လုံးကြောင့်နော်အပမဒတရားကိုလက်ကင်ထားလို့တရားတွေတွေ့တာပါအဲ့ဒီအပမာဒတရားမရှိတဲ့ပုဂ္ဂိုလ်ပမာဒဖြစ်နေပဲဆိုရင်ဒီပုဂ္ဂိုလ်များအတွက်တဏ္ဍလန်ခိယအလုံးတရားရှိလေရတာပေါ့နော်တဏ္ဍရာရှိလေရခြင်းဒီပါရဲ့ဆွမ်းအားကြောင့်ပမာဒရဲ့ပမာဒတရားနော်ဘာတရားတယ်လဲပမာဒလံကမရဏလံလို့ဆိုတယ်ပမာဒလံကဘာလံတဲ့အမတ္တလံဟောမိမိတဏ္ဍာမှာအပမာဒတရားကတော့အမတ္တလံတဲ့အပမာဒကပါတယ်လေအမတ္တလံနော်ပြန်ပြောမယ်ဘုန်းကြီးတို့တော်ကောင်းများမရဏလံကပါလေ
ပမာဒတရားသည်ပမာဒတရားကမရဏလံအပမာဒလံကအမတလံနော်ဒါမရဏနဲ့အမတနော်ပမာဒနဲ့အပမာဒအဲ့ဒီနှလုံးကိုတွဲပြီးတော့ပမာဒပုဂ္ဂိုလ်နဲ့အပမာဒပုဂ္ဂိုလ်တို့ရဲ့စွန့်ရည်လေးတွေကိုဒီနေ့သိရှိနားလည်ဖို့ဘာနဲ့ပါတယ်လဲပမာဒနဲ့အပမာဒနော်ပမာဒလမ်းနဲ့အပမာဒလမ်းနှစ်သွယ်တို့သည်ဘုန်းကြီးတို့သူတော်ကောင်းများမတူကွဲပြားခြင်းရှိတယ်နော်အဲ့ဒါယဟန်တော်တစ်ပါးကမြတ်စွာဘုရားရှင်လာပြီးခြောက်ထားပါတယ်မြတ်စွာဘုရားတဲ့ပမာဒတရားနဲ့အပမာဒတရားဤနှစ်ပါးတို့သည်ဘယ်လိုများကွဲပြားပါသလဲဗျာအနဲ့ကိုတူပါသလားတရားကောတူပါသလားစသည်အဖြစ်အဲ့ဒါလို့ဘုရားကိုလျှောက်ထားတော့မြတ်စွာဘုရားရှင်ကယတယဟန်တဲ့မတူကွဲပြားတယ်တယောက်တလမ်းပဲနားလည်ပြီနော်ဟောလက်ဝဲလမ်းနဲ့လက်ဝဲလက်ရလမ်းလမ်းနှစ်သွယ်ပဲကွယ်လို့ပြောတယ်ပမာဒလမ်းကတော့လက်ဝဲလမ်းတဲ့တန္တရာကြီးကိုလက်ပတ်တဲ့လမ်းအာလမ်းတဲ့တန္တရာကြီးကိုလဲစေတတ်တဲ့လမ်းကပမာဒအလို့ပမာဒနေတဲ့ပုဂ္ဂိုလ်တမာဒပမာဒပြည့်နေတဲ့ပုဂ္ဂိုလ်တွေပေါ့မိလျော့ပောဆပြီးနေတဲ့ပုဂ္ဂိုလ်များကတန္တရာတစ်လျှောက်လုံးမှာဘာထက်တဲ့အလုပ်တဲ့။အိုနာသည်ထက်တဲ့အလုပ်နဲ့အချိန်ကုန်နေကြတယ်လို့အဲ့ဒါလိုသဘောပေါက်လိုက်။မမေးမလျော့သောတတိတရားလက်ကင်ထားပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကြတော့အပမာဒပုဂ္ဂိုလ်တဲ့။မောမနာမတိသောနိဗ္ဗာန်ကိုသွားတဲ့ပုဂ္ဂိုလ်လို့ဆိုတယ်။ဒီနေ့ဘုန်းကြီးတို့တရားဓမ္မတွေအရာတိုင်းမှာမေးလျော့တဲ့ပုဂ္ဂိုလ်ကများတယ်ပေါ့နော်။မေးတဲ့ပုဂ္ဂိုလ်နဲ့မမေးတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကများပါလိမေးလျော်ပြီးတော့တာရည်သမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေနဲ့ဓာဒီနဲ့ရပတ်အချိန်ဒီဘာဖြစ်ကုန်အမြဲတမ်းကုံဆုံးနေတယ်နော်အချိန်ဒီဘာဖြစ်နေတယ်ကုသိုလ်စိတ်တို့ဖြင့်ထုံမှန်းမှုမရှိတဲ့စိတ်ဆုံးအားဟာအဲ့ဒီပုဂ္ဂိုလ်အမြဲတမ်းမေ့နေတတ်တယ်မေးလျော်ပြီးတော့ဘယ်မှာအရှင်ကုန်နေသလဲလို့မေးလို့ရှိရင်သမုဒ္ဒရာနယ်ပယ်ထဲမှာဘယ်နယ်ပယ်ထဲမှာအဲ့ဒီသမုဒ္ဒရာသစ္စာဒီဟုသောစွန်းအားနယ်ပယ်ထဲမှာကြောက်နေတဲ့ပမာဒပုဂ္ဂိုလ်တို့ရဲ့တန္တရာလမ်းခီးသည်ပရိစ္ဆသမုပ္ပတ်နဲ့လှမ်းပြောရင်အဝိဇ္ဇာသင်္ခါရအကြောင်းချိခဲ့လို့ရှိရင်ဘာတွေလာမှလဲမေးရင်ဝိညာဉ်စဝေဒနာအစုံဘာသစ္စာကြီးထွက်လာမှာဒါသမုဒ္ဒရာရဲ့တတ္တိပေါ့နော်ဒီသမုဒ္ဒရာအဝိဇ္ဇာခေါင်းဆောင်ပြီးကံဒီကြောင့်မေးလျော့ပောစားပြီးနေခြင်းကြောင့်အဝိဇ္ဇာတွေလွှမ်းမိုးနေခဲ့အဝိဇ္ဇာလွှမ်းမိုးခံနေရတဲ့ယဟန်တန်ခါလူမြည်သည့်ပုဂ္ဂိုလ်မဆိုပေါ့ဒါမြည်သည့်ပုဂ္ဂိုလ်မဆိုအားလုံးကိုမြတ်စွာဘုရားရှင်ကတော့တူတယောက်တည်းမှာအကုန်ခြုံပြီးတော့ဟောလိရှိမေးလျော်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တကယ်ဓမ္မအတိတွေတရားအတိတို့ဉာဏ်တို့တွေကိုမညာဖုံညာပေါ်အောင်ကျင့်ကြံမှုမရှိပါဘဲနဲ့အပြင်အာယုံတို့ကြောင့်နားလည်ပြီနော်လောဘနောက်ဒေါသနောက်မောဟနောက်လိုက်လျော်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ဘဝဟာတဲ့အမြဲတမ်းဘာဖြစ်နေလဲအဝိဇ္ဇာနဲ့ပေါင်းပြီးနေခြင်းကြောင့်ကံသမုဒ္ဒရာသစ္စာတွေအဖန်ဖန်ထပ်ကိန်းပြီးတော့ပြန်လိုက်တယ်သမုဒ္ဒရာသစ္စာကံတတ္တိတွေနော်အဲ့ဒီသမုဒ္ဒရာသစ္စာကံတတ္တိတွေချိန်မှန်မြတ်စွာဖြစ်နေတဲ့ပုဂ္ဂိုလ်တန်ထဲမှာဟောဝိညာဉ်စဝေဒနာဆုံးဖြစ်တဲ့ခန္ဓာ၅ပါးတို့ဒီကောင်အစင်းသိမရှိနေဘူးလားသူကအမြဲတမ်းကြီးစုပြုနေတာကိုနော်သမုဒ္ဒရာတိဒုက္ခဖြစ်ခြင်းဤအကြောင်းတရားဒုက္ခရဲ့အကြောင်းတရားအဲ့ဒီသမုဒ္ဒရာသစ္စာအာယုံသည့်တခါတည်းယဉ်နေစရာတွေအများကြီးတွေ့ရသမုဒ္ဒရာသစ္စာကြောင့်ရင်ခွဲနာကြမတက်လောက်ခံစားရ
မတ္တကလဲကျသွားအောင်ဒီခံစားရတယ်သမုဒိယသစ္စာဤတတ္တိကြောင့်ဒုက္ခတွေဖြစ်ကုန်တာပေါ့နော်ကိုခန္ဓာကိုအကြောင်းရင်းခံပြီးတော့၎င်းသူတစ်ပါးခန္ဓာတွေခန္ဓာနဲ့နှိစက်တဲ့ခန္ဓာဘွားတွေကိုအကြောင်းရင်းခံပြီးတော့သောကပရိဒီဝဒုက္ခဒေါမနတဥပါယတဆိုတဲ့အကျိုး၅ပါးတို့ဒီတခါတည်းရပ်ပတ်တော့တာပဲနော်ဒါသမုဒယသစ္စာဤအကြောင်းအကျိုးရလက်သည်သောကပရိဒီဝဒုက္ခဒေါမနဥပါယတဒီအကျိုး၅ပါးကိုဖြစ်တယ်သောကတွေဖြစ်ရတော့တာပဲပရိဒီဝနေဖြစ်ပြီဆိုရင်ချင်းငိုကြွေးခြင်းကိုပန်းစိတ်နွမ်းသောကတွေချက်ကြီးတွေတပိတော့ငိုကြွေးရတာဒီအဲ့ဒါတွေဟာဘာကြောင့်ဖြစ်ရတယ်လို့မေးလို့ရှိရင်သမုဒိယသစ္စာရဲ့တတ္တိတွေဘာသစ္စာရဲ့တတ္တိတဲ့ဒီနေ့တရားဟောနေတဲ့ပုဂ္ဂိုလ်တရားနာနေကြတဲ့တရားဓမ္မတွေကဒီအာယုန်တွေကိုအဝိဇ္ဇာဖုံးလွှမ်းခဲ့တဲ့တွေ့တာကြောင့်သောကပိဋိဝါတွေမပေါ်ရဘူးလားဒါကြောင့်မလို့သောကပိဋိဝါနာစိုးရင်ချင်းငိုကြွေးခြင်းကိုတမန်တိတ်ကမာရလွန်မြောက်ဖို့အတွက်ဧကယနောမေကောတကြောင်းလုံးဝိပဿနာတရားတွေအားထုတ်ပေးပါတတ္တနာဝိသုဒ္ဓိယတတ္တဝါလူသနာကိရိတာတရားတွေကုံဆုံးကိရိတာတရားတွေချုပ်ငြိမ်းဖို့အတွက်လည်းပဲသတိပဋ္ဌာန်တရားတွေအားထုတ်ပေးပါဘုရားကဒုက္ခဒေါမနတံအထင်ကမာယကိုပန်းစိတ်ပန်းကိုနွမ်းစိတ်နွမ်းဒီပယ်တတ်ဖို့အတွက်လည်းပဲသတိပဋ္ဌာန်တရားတွေပွားများပေးပါမကင်တရားတွေမကသစ္စာကိုပွားများပေးပါညာယတအဓိကမာယမဉ္ဇဉ်ဖူဉ္ဇဉ်ပေါ်ဖို့ကလည်းပဲဒီဝိပဿနာတရားသတိပဋ္ဌာန်တရားတွေပွားများပေးပါနိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ကလည်းပဲဒီသတိပဋ္ဌာန်တရားကိုပင်အားထုတ်ရပါမယ်သတိပဋ္ဌာန်တရားဆိုတာအပ္ပမဒတရားကိုဆိုလိုတယ်နော်ပါတရားတွေလေဒီအပ္ပမဒဆိုတဲ့စကားလုံးကိုမြန်မာလိုကိုယ်စကားနဲ့ကိုနားလည်ပြောမိပါတယ်လေမမေ့သောပုဂ္ဂိုလ်မမေ့မလျော်သောပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲတဲ့ဘယ်လုပ်ငန်းဒီမှာမမေ့မလျော်လဲလို့မေးလို့ရှိရင်ကုသိုလ်လုပ်ငန်းတွေကုသိုလ်ဖြစ်မဲ့လုပ်ငန်းတွေဘဝကိုယ်ပိုင်အဖြစ်ကြံလိုက်မဲ့အလုပ်တွေပေါ်မှာမမေ့ဘူးကိုယ်ပိုင်ကြံလိုက်တာနော်ဒါနကုသိုလ်သီလကုသိုလ်ဝိပဿနာဘာဝနာကုသိုလ်တွေကိုယ်ပိုင်နော်ကိုယ်ပိုင်ကြံရှိလိုက်မဲ့အလုပ်အဲ့ဒီအလုပ်တွေကအပြင်နောက်တဲ့အလုပ်တွေကဘုံဆိုင်အလုပ်တွေအားလုံးကြံလိုက်မဲ့အလုပ်တွေကိုယ်ပိုင်ယူသွားမဲ့အလုပ်နဲ့ဘုံဆိုင်ကြံလိုက်မဲ့အလုပ်ဒါပဲရှိတယ်သူတော်ကောင်းတို့ရှင်းတယ်နော်ပမာဒအလုပ်တွေကဘုံဆိုင်အလုပ်ပမာဒအလုပ်ကဘာလုပ်တဲ့ဘုံဆိုင်အလုပ်တွေအယံသူယံသူမျိုး၅ပါးနဲ့ဆက်ဆံတဲ့ဘုံဆိုင်အလုပ်တွေဟောကုသိုလ်စိတ်လေးတို့မမေ့မလျော်သောတတိအာယုန်တို့ဖြင့်စောင့်ကြည့်တဲ့ပုဂ္ဂိုလ်တွေကြပြန်တော့ကိုယ်ပိုင်အလုပ်တွေလုပ်နေတာပါအလုပ်တွေလုပ်နေတာဒီလည်းဘက်ကဘုန်းကြီးတို့တရားဓမ္မတွေဟောခဲ့ပြီးပြီနော်ကိုယ်ပိုင်သည်ပါလုပ်တဲ့တရားအားထုတ်တဲ့အလုပ်ဒီကိုယ်ပိုင်အလုပ်လုပ်တာဒီပုဂ္ဂိုလ်တရားမှာဖြစ်စည်းလို့မရတဲ့အလုပ်ဒီလောက်ကနော်ဘယ်ပုဂ္ဂိုလ်တရားမှာဖြစ်စည်းလို့မရဘူးယံသူတွေဘယ်လိုနှိမ့်ဆက်လို့မရဘူးဥပမာလေးတစ်ခုပြောမယ်တို့မြတ်စွာဘုရားအလောင်းတော်ခန္ဒီဝါဒယတိဖြစ်စဉ်တုန်းကသူဒီဥယျာဉ်မှုကပင့်လို့ဥယျာဉ်ထဲမှာစိတ်ချမ်းသာသွားပြီကမ္မထံဘာဝနာမွေ့ပျော်နေခဲ့ဘုရားအလောင်းတော်ခန္ဒီဝါဒယတိမမျောလင်းမဲနဲ့ဥယျာဉ်မှုကြီးကဥယျာဉ်မှုနေရာဘုရင်ကအချင်းချင်းလှဲ့လာတိုင်ခံလှဲ့လာတိုင်ခံလှဲ့လာတဲ့ကဥယျာဉ်တွေကိုလှဲပြီးလာတဲ့ခဏလေးမှာတဏှာမှာယူပြီးတော့မိဖုရားကြီးနဲ့တောက်လိုက်စားလိုက်ပြောပြီးတခါနဲ့အိပ်ပျော်ပါသွားချတယ်မိဖုရားငယ်လေးတယောက်သားပေါင်းပေါ်မှာအိပ်လျော်အိပ်ပျော်ပါသွားချတယ်နောက်တော့မိဖုရားကြီးကတော့ဟိုနားလေးသွားနေကြလာနေကြတရားတစ်ခုမှနန်းနေဆောင်လေးတစ်ခုမှယတိကြီးခန္ဒီဝါဒယတိကြီးတရင်သုံးရတော့မိဖုရားကြီးဝိုင်းပြီးလာကြလားဟာရှင်ညိုစရာကောင်းတဲ့အရှင်မြတ်ပဲလာပြီးကြောကြအရှင်မြတ်ကအကုသိုလ်လုပ်တွေမလုပ်ဖို့ကုသိုလ်လုပ်တွေများများလုပ်ဖို့မကောင်းတဲ့အမူအရာတွေဘယ်တော့မှမလုပ်မိစေနဲ့မကောင်းတဲ့ကာယကံတွေမကောင်းတဲ့ဝစီကံတွေမကောင်းတဲ့မနောကံတွေဘယ်တော့မှမပြုလုပ်နေနဲ့ကောင်းတဲ့ကာယကံတွေကောင်းတဲ့ဝစီကံတွေကောင်းတဲ့မနောကံမှန်သမျှများများလုပ်ပေးကြစိတ်ကလေးကိုပညာစီစိတ်ကြောင့်ဒုက္ခရောက်ကြတာလို့အရှင်မြတ်က
အလောင်းတော်ယသိမြတ်ကတရားတွေဟောပြီးတော့တရားတွေနာနေကြတယ်မိဖုရားတိုင်းဆိုရင်အဲ့ရကဟိုမိဖုရားတယောက်ကစိတ်ဓာတ်မကျဉ်းတဲ့လို့ဘယင်းကြီးနှုတ်နှုတ်တဲ့ကအရှင်မိဖုရားဟိုဘက်ရောက်သွားနေကြတယ်ဆိုတော့တိုင်းဆိုဒေါသတွေယူလာတန်လေးစီဆွဲပြီးလာဆရာယသိအနာလည်းရောက်ရောဒေါသတွေအော်ကြည်စံယသိမဲ့ငါရမိဖုရားတွေနဲ့ပျော်မွေ့နေတာကိုဘယ်လိုတရားဓမ္မလေးကြည်စံမအောင်ခန္ဒီဝါဒယသိရဲ့တဏ္ဍာနှလုံးသွေးဒီနှလုံးသားအိမ်သည်အလွန်တရာမှကြည်လင်တန့်ရှင်းနေတယ်နော်ကာလဘုတ်မင်းရဲ့တဏ္ဍာထဲမှာရှိတဲ့နှလုံးသွေးသည်ဘာဖြစ်နေလဲအလွန်နောက်ကျနေတယ်တရားနဲ့တော့တူသလားလူချင်းတော့တူတယ်နော်ခန္ဓာချင်းတော့တူတယ်နော်ခန္ဓာ၅ပါးချင်းတော့မတူဘူးလားဒါပေမဲ့လောဘဒေါသတရားတွေငြိမ်းနေတဲ့ပုဂ္ဂိုလ်နဲ့လောဘဒေါသတရားတွေကိန်းနေတဲ့ပုဂ္ဂိုလ်နဲ့တူသလားမတူဘူးလားအလောင်းတော်ယသိရဲ့တဏ္ဍာထဲမှာအမြဲတမ်းမေတ္တာဇံတို့ဖြင့်သုံးသပ်ပြီးနေခြင်းကြောင့်အမြဲပွားများနေချမ်းသာနေတယ်ဇံချမ်းသာနဲ့အမြဲတမ်းနေလေးရှိတဲ့အရှင်မြတ်အဲ့ဒီတော့အနားလည်းရောက်အိုးယသိသင်နာမဲ့ဘယ်လိုခေါ်တယ်လဲဘယ်ဝါဒကိုကျင့်သုံးပါသလဲလို့ခတ္တိတကြီးမိတယ်လဲထောက်ပြီးတော့အညွန်ကောင်းကောင်းနဲ့အေးလားကာလဘုမင်းကြီးကျွန်တော်နာမည်ခန္ဒီဝါဒယသိလို့ခေါ်ပါတယ်ဒီခန္ဓာဆွမ်းအားကိုကျွန်တော်ကျင့်သုံးပါတယ်အော်ဒီလိုလားအေးဒါဆိုရင်ဒီနေ့ဘယ်လောက်ခံနိုင်မလဲစမ်းကြည့်ကြသေးတာပေါ့မောင်ခန္ဒီရဲ့ကာလဘုမင်းကြီးကရှင်းရှင်းပဲအာနာပါကွက်သားတွေရှင်းခေါ်လိုက်တယ်ရောက်လာတယ်အာနာပါကွက်သားတွေကဲကွာခံနိုင်တယ်ဘယ်လောက်ခံနိုင်မလဲရှည်တော့နှစ်ချောင်းကိုဖြတ်လိုက်ကွာဒူးကနေပြီးတော့ဖြတ်ချတယ်ရှည်တော့လေးပဲလေးထွန်းထွန်းလူပြီးတော့တခါတည်းနဲ့ကြည့်မကောင်းရှုမကောင်းဖြစ်သွေးအောင်နဲ့ပန်းထွက်ဒါပေမဲ့အလုံးတော်ခန္ဒီဝါဒယသိရဲ့စိတ်စဉ်ထဲမှာမေတ္တာဇံကလေးတွေပွားများနေကြောင်းခန္ဒီဝါဒယသိတက်သိပြီးတယ်လွယ်မြတ်တယ်ကြမ်းမာကြပါစေချမ်းသာကြပါစေမေတ္တာစွမ်းအားကတကုလုံးမှာပြန့်နှံ့ပြီးတလောကလုံးကိုပြန့်နှံ့ပေးနေတဲ့အရှင်မြတ်ရဲ့မေတ္တာစွမ်းအားရဲ့ဒေါသတရားတွေလွန်မိုးနေတဲ့ခန္ဒီဝါဒယသိရဲ့ဒေါသစိတ်ရဲ့ရှင်တွဲပေးကြည့်တဲ့သူတော်ကောင်းတို့ပမာဒပုဂ္ဂိုလ်နဲ့အပမာဒပုဂ္ဂိုလ်နှစ်မျိုးနော်အဲ့ဒီတော့အပမာဒပုဂ္ဂိုလ်ဖြစ်တဲ့အရှင်ခန္ဒီဝါဒအရှင်မြတ်ရဲ့တဏ္ဍာထဲမှာကာလဘုတ်မင်းကြီးနဲ့တကွတိုင်းသူပြည်သားလူအများတွေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေမေတ္တာဇံလေးပွားများပြီးတော့ချမ်းသာစွာပြုံးနေတယ်မပြုံးနိုင်တာကကာလဘုတ်မင်းယသိကြီးခန္ဒီကြီးဘယ်လိုတော့ခံနေသေးရဲ့လားမင်းကြီးတဲ့တိကံကြီးဆိုရတရားသိတဲ့လက်နဲ့ကြီးခြေတော့နှစ်ချောင်းမှရှိသည်မဟုတ်ပါဘူးဟောဒီခြေတော့နှစ်ချောင်းမှတိကံကြီးတရားသိခြေတော့နှစ်ချောင်းမှရှိခြင်းမို့နှလုံးသားကဖြစ်ပေါ်လာတာပါအဲ့ဒါလို့ပြောတော့ကဲကွာဘလောက်ခံနိုင်အောင်မလဲနောက်တော့လက်နှစ်ချောင်းဖြတ်လက်ကလေးနှစ်ချောင်းကိုလက်ဆက်ကနေပြီးတော့ဖျက်လိုက်တာလက်နှစ်ချောင်းကလည်းထွန်းထွန်းနဲ့လူးပြီးတော့ခုံပေါက်နေတယ်ဘယ်လောက်တနာစရာကောင်းတယ်လဲတစ်ဖက်သက်နော်ဒေါသအာဃာတတရားတွေရှိပြီးနေတဲ့ဒေါသစိတ်တွေလွှမ်းမိုးပြီးနေတဲ့ကာလဘုတ်မင်းရဲ့စိတ်ထဲမှာကြတော့ဘုန်းကြီးတို့တရားဓမ္မတွေသူလုံနေရတာမပျော်ဘူးလားသူရာကောင်းကြီးကိုပြမနေလိုက်တာသူပျော်နေတယ်ဖြတ်ခိုင်းနေရတာသိစိတ်ထဲမှာသိကျဉ်နဲ့နေတယ်ကဲပြုံးပြီးတော့ဟေးဘယ်လိုတော့ဟာကိုကံနေကြီးလက်နဲ့ချောင်းမရှိတော့ဘူးခါနေသေးသလားမင်းကြီးတဲ့သိကံချင်းတရားမှန်သမျှတို့သည်လည်းနဲ့ချောင်းမှလည်းမရှိဘူးမင်းကြီးနှလုံးသားကိုကြောင်းရင်ခံပြီးတော့ဖြစ်လာရတော့စိတ်မှာဖြစ်တာပါစိတ်ထဲမှာမင်းကြီးချမ်းသာချမ်းသာပါစေအနေကင်းကင်းကြီးပြင်းကြပါစေတပ်ဖြတ်နေတဲ့ပုဂ္ဂိုလ်ကြီးကိုတောင်းမှဘာလုပ်နေတဲ့သူတော်ကောင်းတို့မေတ္တာလွန်မိုးနေတယ်နော်သူတော်ကောင်းကြီးတွေရဲ့စိတ်ထားဘုန်းကြီးတို့တရားဓမ္မတွေဒီနေ့ဥပမာလေးတူလာဆောင်းပြောနေတာပမာဒပုဂ္ဂိုလ်ရဲ့စွမ်းအားနဲ့အပမာဒပုဂ္ဂိုလ်များရဲ့သွားရလမ်းခရီးလေးတွေကိုဒီနေ့ပြောချင်တော့လို့
အဲ့ဒီတော့နရွက်နဲ့ချောင်းကိုဖြတ်ခိုင်းတယ်နရွက်နှစ်ဘက်ကိုချစ်ချင်းဖြတ်ခိုင်းတယ်နရွက်နှစ်ဘက်မရှိတော့ဘူးဘယ်လိုတော့တိခံနေသေးသလားခံနေသေးလားကိုခံနေကြီးရဲ့ပြုံးနေတာကျမ်းမှာချမ်းသာပါမင်းကြီးတဲ့တိခံခြင်းဆိုတာနရွက်နှစ်ဘက်မှာလည်းမရှိပါဘူးမင်းကြီးရဲ့နှာခေါင်းတွေဖြတ်နှာခေါင်းမှာလည်းတိခံခြင်းတရားဟာခန္တီဆိုတာနှာခေါင်းမှာလည်းမရှိဘူးမင်းကြီးဟတ်တဲ့ဝတ္ထုအကြောင်းခံပြီးတော့နှလုံးသားကိုအခြေခံဖြစ်ပေါ်လာသောစိတ်မှာပေါ်ခဲ့တဲ့တိခံခြင်းစွန့်အားပါမင်းကြီးရဲ့ပြောတော့သက်သာမရှိတော့အဲ့ဒါလို့လဲကဲကွာဆိုပြီးတော့ခြေထောက်နဲ့ကန်ပြီးတော့ပြစ်ထားလိုက်တယ်အချင်းမြတ်ကြီးခင်ဗျာသွေးအိမ်ထဲမှာကြည်စမ်းဒါပေမဲ့သွေးအိမ်ထဲမှာတကူလုံးမှာသွေးတွေကပန်းထွက်ပြီးတော့နေပင်ညတော့လဲပဲအလောင်းတော်ကြီးရဲ့စိတ်ထဲမှာဘုန်းတော်တရားဓမ္မတွေအမေပါအဖေပါရှိသလားငင်းညူခြင်းရှိသလားဘာအာယုံနဲ့နေတဲ့မေတ္တာဇံဗါတယ်လေကာလဘုံမင်းနဲ့တကွာတိုင်းသူပြည်သားလူအများတွေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေဆိုတာဗါတယ်လေ96ပါးသောယောဂဝိနည်းကင်းပါစေပေါ့ချမ်းသာကြပါစေဆိုတာလောဘဒေါသမောဟတွေငြိမ်းပါစေ1500ကိလေသာပူတဲ့အလောင်းတွေငြိမ်းပါစေတရားဓမ္မတွေမေတ္တာကမ္မထံသင်ပေးထားတယ်နော်မေတ္တာကမ္မထံအားထုတ်ဖို့အားထုတ်နေတဲ့မေတ္တာဇံပွားများပုံလေးတွေမေတ္တာဇံနဲ့နေပုံလေးတွေကိုဘုန်းကြီးတို့တတိပုဂ္ဂလကိုဟောထားပြီးတယ်မေတ္တာပွားများခြင်း930မှာ930မှာရှိတယ်အဲ့ဒီတော့မေတ္တာစွန့်အားဟာစကလုံးကအများကြီးမဟုတ်ဘူးနှလုံးနဲ့ကျမ်းမာခြင်းချမ်းသာခြင်းနှစ်ခုတည်းအဲ့လိုက်တယ်နော်ကျမ်းမာကြပါစေဆိုရင်96ပါးသောယောဂဝိနည်းကင်းပါစေပေါ့96ပါးသောယောဂဝိနည်းတွေကင်းကြပါစေစွန့်အားတွေပြန့်နှံ့ပြီးတော့စိတ်ရောကိုယ်နှလုံးသားထဲမှာစိမ့်ပြီးဖြစ်နေအောင်မေတ္တာပွားများတာချမ်းသာကြပါစေလောဘဒေါသမောဟဇာ1500ကိလေသာပူတဲ့အလောင်းတွေအကုန်လုံးငြိမ်းကြပါစေကိလေသာတွေငြိမ်းကြပါစေဆင်းရဲဒုက္ခမှာကင်းပါစေချမ်းသာခြင်းကင်းခြင်းချမ်းသာခြင်းခံစားနိုင်ပါစေအဲ့ဒါလို့စိတ်ထဲမှာပီတိတွေဖြစ်ပြီးတော့လွှမ်းမိုးပြီးတော့ဒီတိုင်းကြံလိုက်တာအလောင်းတော်ကြီးအဲ့ဒီချိန်မှာစက်သူကြီးကငါမှားလိုက်တာငါပင်ကြတော့ဒုက္ခရောက်တာအရှင်ဘုရားအရှင်ဘုရားအရှင်ဘုရားတပည့်တော်ကြောင့်အရှင်ဘုရားဒုက္ခရောက်ပါဘုရားရဲ့အရှင်ဘုရားတပည့်တော်ဒုက္ခခွင့်လွှတ်တော်မူပါဘုရားအဲ့ဒါစက်သူကြီးသင်တာဝန်မဟုတ်ဘူးလေကျုပ်ရဲ့အတိတ်ကကံအကျိုးပေးတွေပေါ့ပြုသူအသက်ဖြစ်သူအဟောင်းတဲ့ဗါတဲ့သူတော်ကောင်းတို့ပြုသူဖြစ်သူအဟောင်းပဲဒါပေမဲ့မိသည့်ပုဂ္ဂိုလ်သူတော်ပစ္စည်းဥသာခိုးသည်ဖြစ်သည်တတ္တိဖြစ်သည်ဘာဖြစ်ပြည့်လွတ်တဲ့ပုဂ္ဂိုလ်ကအသက်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ကအဟောင်းအကျွေးဆက်ရတာကိုနော်ဘာဆက်ရတယ်ကျွေးစီရင်ဆက်ရတဲ့သူတော်ကောင်းတို့ကြီးအဲ့ဒီတော့ပြန်ပြီးတော့စစ်သူကြီးရာရှင်းရှင်းထိုင်ခိုင်းပြီးအသာလေးမပြီးထိုင်ခိုင်းတဲ့အရှင်မြတ်ခွင့်လွှတ်တော်မူပါဗျာခန္ဓာကိုယ်ထဲမှာသွေးတွေယူစီနေရအသာလေးရှိနေအထက်စားလေးယူပြီးအတင်းစီးအဲ့ဒီချိန်မှာအရှင်မြတ်ကြီးဟာဟဲ့လားစစ်သူကြီးတဲ့တဲ့နဲ့တော့တိုင်းသူပြည်သားလူအများတွေကျမ်းမာချမ်းသာဖို့ငါမေတ္တာပို့ပါလေကာလဘုမင်းကြီးပေါ်မှာလဲငါဒေါသတရားတွေစပင်လေးတစ်ချောင်းမှာကောင်းမှာပေါ့လေစပင်တစ်ပင်လောက်တော့မှငါတဏ္ဍာမရှိပါဘူးတင်းတို့အားလုံးကျမ်းမာချမ်းသာပါစေတင်းလို့ငါလို့ကိုနှုတ်ပါမယ်ဟောစံအာယုံလေးနဲ့မေတ္တာစံကိုပွားများပြီးတော့ပြန်တော်မူသွားရှာတဲ့အခါဗြဟ္မပြေမှာသွားဖြစ်တဲ့သူတော်ကောင်းတို့အပမဒပုဂ္ဂိုလ်ဖြစ်တဲ့သူတော်ကောင်းကြီးများရဲ့သွားရလန်ခီကဒုက္ခတိဘဝလားဒုက္ခတိဘဝလားဗြဟ္မချမ်းသာတဲ့ဇံချမ်းသာတဲ့ဗြဟ္မပြေမှာရှိနေလေရဲ့ကဲပမာဒဖြစ်ခဲ့တဲ့ဒါသူတော်ကောင်းကြီးပဲသူတော်ကောင်းကြီးတွေကိုငါပြစ်မှန်လို့ရှိရင်မကောင်းမအကုသိုလ်တရားတွေငါခံရလိမ့်မယ်ငါသူတော်ကောင်းကြီးတွေပေါ်မှာရစ်ဆက်ကြမ်းတုပ်လို့ရှိငါခံရမယ်လို့သူမသိခဲ့တဲ့မေးလျော့ပြီးနေခဲ့တဲ့ပမာဒရှိပြီးနေခဲ့တဲ့ကာလဘုမင်းကြီးရောက်ဥယျာဉ်တွေကတွဲပြီးဥယျာဉ်ဝလည်းရောက်ရောမဟာပထဝီမြေကြီးကလက်မခံတော့ဘူးလေကာလဘုမင်းကြီးနင့်ကို
အလောင်းတော်ကြီးကသိကံပဲညတော်လဲဒုက္ခသိမခံနိုင်ဘူးဟဲ့လို့မဟာပရိမေကြီးကတုံဟီးပြီးတော့မြေပြက်ကြီးကွဲပြီးတော့မြေပြက်ကွဲထဲမှာမြေမျိုးမိတီလောင်ပြီးမြေပြက်ကွဲအဲ့ဒီချိန်မှာအမေပါဖေးပါတဇဇငိုကြွေးပြီးငါမပါပေါ့လားမပါပေါ့လားလို့နောင်တဖြစ်တာပေါ့ဗျာဘာဖြစ်တဲ့အဲ့ဒါနောင်တတရားတို့ဖြင့်တည်လုံသွားခဲ့တဲ့အဲ့ဒီကာလပုတ်မင်းသည်ငရဲပြေရောက်တယ်မို့လားဒါဟာဘာဖြစ်လို့အပယ်လေးပုံကိုရောက်ရသလဲလို့မေးရင်ပမာဒနဲ့နေမိလို့ဘာနဲ့နေမိလို့ပမာဒတရားမေးလျော့ပောစသူတို့ရဲ့သွားရလမ်းခီးသည်ချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာလားမမိတ်မလျော့မပေါ့မစားသောတတိတရားအပမာဒတရားလက်ကင်ဒါပဲနေတဲ့ပုဂ္ဂိုလ်တို့သည်ကိုချမ်းသာတဲ့နေရာကိုရောက်ရပါသည်ဒီကနေ့ဒုဒ္ဒရာကောင်းလေးကိုပြောခြင်းနဲ့ကိုယ့်ရဲ့မိဘဘုံမှာညီကောင်မောင်နှမမိသားစုတွေသဘောထားပြီးတော့ပမာဒတဲလားအပမာဒတဲမှာနေရမှာလားအပမာဒပုဂ္ဂိုလ်ဖြစ်ပါစေလို့ဆန္ဒပြုပါတယ်နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘဝကကုသိုလ်ကံကောင်းနေတဲ့အချိန်မို့လား။အတိတ်ကကုသိုလ်ကောင်းမှုတရားတွေပံ့ပိုးပေးလိုက်တဲ့အချိန်ကာလမှာဘဝလှနေတယ်ဗျာ။ဘဝသိလှနေတယ်သိတင့်နေတဲ့အချိန်လေးတွေကိုဘဝလေးကိုပြန်စင်းတဲ့ဒါနကုသိုလ်သီလကုသိုလ်ဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့သိပြီးတော့ဝန်တာကြည်နူးစီရာလေးတွေကုသိုလ်အာယုန်နဲ့ပျော်မွေ့ခွင့်ရနေတယ်။နော်။ညနေတုန်းကဘိန်းတော်ရန်တကရမ်းမဖြစ်တဲ့စင်စပယ်ဘူးမိသားစုတကယ်ဝေမော်ဒကမကြီးဒေါ်နီမိသားစုတို့မှဘုန်းကြီးရဲ့သာသနာပြုလုပ်ငန်းကြီးတို့ဖြစ်နေတဲ့ကထိန်၄မျိုးနဲ့တန်ဃာတော်အပါ1000ကျော်တို့ရည်ပင်ရည်မှန်းပြီးတော့ရှင်တော်အလုံး50သင်္ကန်းအစုံ50တို့ကိုလာရောက်ပြီးထူထမ်းခဲ့ဒါဒီဟာဘုန်းကြီးဆိုလိုတာကကုသိုလ်နဲ့ပျော်မွေးတဲ့ပုဂ္ဂိုလ်ရဲ့အလုပ်ဟုတ်တယ်နော်အားနဲ့ပျော်မွေးတဲ့ပုဂ္ဂိုလ်ကုသိုလ်အာယုန်တို့ဖြင့်ပျော်မွေ့နိုင်တဲ့ပုဂ္ဂိုလ်ရဲ့တန်တရာကြီးသည်ဒုက္ခတိလားဒုက္ခတိလားဒါအပမဒပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေလဲဘုရားရှင်ကအဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးစကလုံးနှလုံးကိုတွဲဟောပေးထားတယ်လေအပမတ္တနာမေယန္တိယေပမတ္တမတ္တယထာအမမတ္တအပမတ္တနမေယန္တိမမေမလျောသောတတိပဒံတရားတို့ကိုတတိတရားတို့ဖြင့်နေတော့ပုဂ္ဂိုလ်သည်တဲ့ဘယ်တော့ကမှအိုခြင်းနာခြင်းသိခြင်းမရှိသောနေရာကိုသွားနေတဲ့ပုဂ္ဂိုလ်ပဲနော်အပမဒတရားတဲ့ကုသိုလ်ကောင်းမှုတရားတွေကိုအမြဲမပြတ်ဆောင်နေတယ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်စွမ်းလေးတွေကိုမိမိရဲ့တဏ္ဍဓမ္မဩတ္တကြသေတဝေပရိယတိသာသနာတော်ကြီးအတွက်ပရိယတိဇာတိတော်မူကြတဲ့တန်ဃာတော်ရှင်မြတ်ကလေးတွေကိုယ်နဲ့ဥစဉ်လေးတွေပฏิပတိကမ္မတံကလုံငန်းဝိညာဉ်ကုံသောသူတော်စင်များတို့ပေါ်မှာတန်ခါကိုယ်ကြီးကိုယုံကြည်သွားပဲတန်ခိကဒါနအပြင်လူတဲ့ကုသိုလ်စေတနာအဲ့ဒီစေတနာသဒ္ဒါတရားလေးတို့ဒီနှလုံးသားထဲကပေါ်ပေါက်ပြီးတော့သာသနာပြုကျင့်တဲ့စေတနာတွေဒီဘုန်းကြီးကိုလူတာမဟုတ်ဘူးနော်ဒီဘုန်းကြီးတို့ကဒကာရမတွေကုသိုလ်ဖြစ်ဖို့အတွက်ဆောင်ရွက်ပေးတာကရုတဲ့ကြီးပါဟုတ်ကဲ့လားဒကာရမတွေကုသိုလ်ကောင်းမှုတရားတွေမြင့်မပြတ်ဖြစ်ထွန်းဖို့အတွက်ဆောင်ရွက်ပေးတဲ့ကရုတဲ့ကြီးပါတပည့်ကံကိုပို့နေတဲ့ကရုတဲ့ကြီးပါဟုတ်တယ်လားဖြန့်ဖြူးပြီးတော့တန်ဃာတော်ရှင်ကောရှင်မြတ်တဲ့စိတ်ချမ်းမြေ့သွားပဲသာသနာတော်ပြုတွေပရိယတိပฏิပတ်တွေလှုပ်တည်မြတ်မြတ်ဆောင်ရွက်နိုင်ပါစေတော့ရည်ရွယ်သမှုအကြောင်းပြတန်ခါကိုယ်ကိုယုံကြည်စွာဖြင့်သာသနာပြုတဲ့ကုသိုလ်စေတနာအဲ့ဒီစေတနာကိုပြန်ကောက်လိုက်သူတော်ကောင်းတို့၏စေတနာကိုအာရုံပြုလိုက်တဲ့ခဏလေးမှာဘာလို့ခေါ်တဲ့အပ္ပမာဒတရားဘာတရားတဲ့လဲတရားကအပ္ပမဒရထဟောထအပ္ပမမမိတ်မလျောသောတတိတရားလက်ကင်ဓာမိသလဒရထဟောထနေကြကုန်လောခြေသားတို့ခြေသမီးတို့မမေ့ကြနဲ့ကွယ်တို့ဘာတွေကိုမမေ့ဖို့ဘုရားမှာတလည်းမေ့ကုသိုလ်ကောင်းမှုတွေကိုမမေ့နဲ့ဘာကိုမမေ့နဲ့ကုသိုလ်လုပ်ငန်းတွေကိုမမေ့လျော်ပြီးမနေကြလေနဲ့ကုသိုလ်ရမယ့်အလုပ်တွေကိုဘယ်တော့မှမေ့မနေနဲ့တဲ့ဘာဖြစ်လို့လဲမေ့ရင်သာသနာတွေမှာစုံဖို့ဆိုတာခက်တယ်ဟုတ်တယ်လားသာသနာဆိုတာကိုယ်နဲ့ဆိုင်လို့တွေ့တာပိုင်အောင်လုံးမှနိဗ္ဗာန်ရမှာနိဗ္ဗာန်ကိုရမှဒုက္ခခတ်သိမ်းချုပ်ငြိမ်းတော်မူမှာဆိုသလိုကိုယ်နဲ့ဆိုင်လို့တွေ့တဲ့သာသနာတော်ကြီးကိုယ်ပိုင်လုပ်ရပါမယ်ပိုင်အောင်လုပ်ရမယ်နော်ဆိုင်တဲ့သာသနာတော်ဟာပိုင်အောင်လုပ်ရမယ်ဘာဖြစ်လို့လဲလို့မေးရင်ဘဝဆိုတာငှက်ကားပြန်တယ်လို့ထောက်ချငှက်ပြန်တယ်လို့ပြောပြီး
မြင့်နေမြင့်မားနေတဲ့အချိန်ကာလမှာကုသိုလ်အလုပ်တွေမြန်မြန်လုပ်ထားဖို့မကောင်းဘူးလားဘဝမြင့်မားနေတဲ့ခါကာလမှာစိတ်ကောင်းစေနာကောင်းရှိတဲ့ခါကာလမှာဘဝလည်းစိတ်ပိုင်းဆိုင်ရာတို့သည်သူတော်ကောင်းတွေဆုံးမတရားတော်မြတ်တို့ကိုနာယီမတသုံးသဆင်ញင်ပွားများအတကွင်ရတဲ့ချိန်ကာလမှာဘဝမြင့်မားနေတယ်အဲ့ဒီဘဝထက်တန်းရောက်နေတဲ့ချိန်ကာလမှာထက်တန်းကြတဲ့ကုသိုလ်တွေပြုလုပ်မယ်ဆိုရင်အထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေထက်တန်းကြတဲ့ကုသိုလ်တွေပြုလုပ်ပြီးတော့အထက်တန်းကြတဲ့မညာဘုံညာနိဗ္ဗာန်ကိုရရှိဖို့မလိုဘူးလားဘုရားရှင်အဆုံးအမတရားတော်အတိုင်းလိုက်နာကျင့်သုံးခွင့်ရတဲ့ပုဂ္ဂိုလ်တိုင်းကပမာဒလန်းလားအပမာဒလန်းလားအပမာဒလန်းကအပမာတောအမတံပတံသိချင်းကင်းသောနိဗ္ဗာန်ကိုသွားနေတဲ့ပုဂ္ဂိုလ်ပဲဟုတ်တယ်လားရိက္ခာတွေစုသိပြီးတော့မိမိတဏ္ဍာနဲ့မှသီလရိက္ခာသမာဓိကပညာရိက္ခာတွေဒါနသီလဘာဝနာပြုသောကုသိုလ်ရိက္ခာတို့တွေကိုနှလုံးသားထဲမှာအကျဉ်းမှန်များစွာထည့်ပြီးတော့မိမိဘဝကိုနှလုံးသားကအလှဆင်ကြမယ်ဆိုရင်ကျေးဇူးမများဘူးလားဘသူအတွက်လဲကိုယ့်အတွက်နော်ဘသူအတွက်လုံးနေတာကိုယ်ပိုင်ရအောင်ယူနေတာကိုယ်ပိုင်လုပ်တွေကိုကိုယ်ပိုင်လုပ်နေတာကိုယ်တိုင်လုံးမှကိုယ်ပိုင်ရပါသည်ကိုယ်တိုင်မကြိုးစားတဲ့ပုဂ္ဂိုလ်တွေကိုယ်ပိုင်မရနိုင်ဘူးမိသည့်ရမဆိုကိုယ်စားမှကိုယ်ရတယ်နော်သူတစ်ပါးစားလို့ကိုယ်မဝဘူးနော်ကိုယ်လုံးမှကိုယ်ရတယ်မိမိတဏ္ဍာထဲမှာဘဝတွေလှပဖို့နှလုံးသားလှပဖို့အတွက်ဘုရားဆုံးမဖြစ်တဲ့ဒါနလုပ်သီလလုပ်ဘာဝနာလုပ်တဲ့ဒါနသီလချမ်းရသောဝိပဿနာတရားတွေကိုလုံးသက်ဆင်ခြင်ပွားများအားထုတ်မယ်ဆိုလို့ရှိရင်ပြန်ကြည့်လိုက်ဘဝအကြောင်းပြန်ကြည့်လိုက်ဟောအရှင်ခန္ဒီဝါဒယသိအရှင်မြတ်သည်သူ့ရဲ့ဘဝလေးဟာဘာဖြစ်လို့ဒီလိုဘဝကိုရောက်လာတယ်လဲသူတထေးသားနော်ပစ္စည်းဂရေ80သောပစ္စည်းဥစ္စာအကုန်လုံးလှူဒန်းပြီးတော့သက်ကောက်ဆိုးရောင်သင်္ကန်းတွေယူဆောင်ပြီးတောထွက်တော်မူလို့သမထဘာဝနာတရားတွေကိုကျင့်ကြံပွားများအားထုတ်လိုက်တာဇံအဘိညာဉ်ရတော်မူခဲ့တယ်ကာလဘုတ်မင်းကြီးနဲ့တွေ့တဲ့ခါကအဘိညာဉ်တကူနဲ့ကောင်းမြေချိုးမိုးပြန်လို့ရနေတဲ့ပုဂ္ဂိုလ်သို့တော်ဘာလို့တလဲအရှင်မြတ်ဒီဘယ်ဘုန်းကြီးတို့ဘုရားအလောင်းတော်ယသိမြတ်ဒီဘယ်ပါရမီကိုဖြည့်တော်မူသလဲလို့မေးခန္ဒီပါရမီဘာပါရမီတဲ့ဘုန်းကြီးတို့သူတော်ကောင်းတွေပါရမီဆိုတာဖြည့်မှပြည့်တယ်နော်သူအလောင်းတော်ကြီးဘယ်လောက်ဖြည့်လိုက်တယ်ဆိုတာလှမ်းကြည့်လိုက်စမ်းမအောင်ခန္ဓာတစ်ကိုယ်လုံးမှာဘယ်လောက်နာကျင်လိမ့်မလဲဘယ်လောက်ဒုက္ခများလိမ့်မလဲတစ်ကိုယ်လုံးထွန်းတော်လူပြီးတော့သွေးပုံကြီးထဲမှာလဲလျောင်းပြီးတော့နေခဲ့တဲ့အရှင်မြတ်တာညဉ့်ညူခြင်းမရှိပါဘဲနဲ့မေတ္တာတရားတွေရှေ့ဆောင်ထားပြီးတော့ဘာပါရမီဖြည့်ပါလိခန္ဒီပါရမီခန္ဒီပရမတပေါင်းတတိကနိဗ္ဗာန်ပရမဒုက္ခစေတစေတမိတို့သိခံခြင်းခန္ဒီပါရမီတက်ကိုလည်းပဲဘာလို့ရမယ်လဲဖြည့်ပေးရပါမယ်ဘယ်အကျိုးငါဟောဒီပါရမီဖြည့်သလဲလို့မေးရင်နိဗ္ဗာန်အကျိုးငါဘယ်အကျိုးငါတဲ့ဒါကြောင့်ဘုန်းကြီးတို့သူတော်ကောင်းတွေခဏခဏပြောနေရတဲ့ယောဂီတို့သိခံမှဆွဲတင်လိမှဘာဖြစ်လို့ပြောနေသလဲသိခံခြင်းခန္ဒီပါရမီတက်တွေဖြည့်ပံများလာသည်ရှိသောပါရမီတက်ကလေးတွေကိုယ်တဏ္ဍာထဲမှာတုဝါပံများလာသည်ရှိသောအဲ့ဒီပါရမီစွန်းအားတို့ကတစ်ဖက်ကန်းကိုရောက်မယ်မဟုတ်လားပါရမီဆိုတာဟာတာမန်ပုဂ္ဂိုလ်တွေအလုပ်မဟုတ်ဘူးသူတော်ကောင်းတို့ရဲ့တရားပညာရှိသောပုဂ္ဂိုလ်တို့ရဲ့အလုပ်ဟုတ်တယ်လားတရားပညာကြီးမားသောပုဂ္ဂိုလ်တို့ရဲရင်သောပုဂ္ဂိုလ်များရဲ့အလုပ်တရားပညာဝိရိယစွမ်းအားတို့ထင်ရှားရှိတဲ့ပုဂ္ဂိုလ်များရဲ့အလုပ်အဲ့ဒီလိုမိမိတဏ္ဍာထဲမှာတရားပညာမရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီအလုပ်တွေလုပ်နိုင်ပါမလားကြည်ပါလားတချို့ပုဂ္ဂိုလ်တွေဒီနေ့တက္ကကြီးတယောက်ရှိတန်းထိုင်ပြီးနေတာဝေဒနာအလုံးလုံးပြင်းပြတယ်သူတို့ဝေဒနာတော်တော်ပြင်းပြလို့ခဏခဏလှုပ်ရှင်တဲ့စိတ်တွေပေါ်သွားတာနည်းနည်းလှုပ်ဖို့စံဘုန်းကြီးအတန်လေးပေးလိုက်တဲ့အခါမလှုပ်ဖြစ်ဘူးအန်ကျိပြီးဝေဒနာသိခံတယ်အာကြီးကျိပြီးတော့သိခံတယ်မလှုပ်ဘူးအချိန်ပြည့်သည့်ကာလတိုင်အောင်မလှုပ်ဘဲနဲ့ကြိုးစားပြီးတော့သိခံခြင်းပါရမီကိုသူပါလုပ်တယ်ဖြည့်တယ်နော်ပြီးလည်းပြီးရောဖြည်းဖြည်းလေးထားရက်ပြီးမှတ်တယ်ပြန်ထိုင်မှတ်တယ်ပြန်ချစ်ပြီးထိုင်နေတာတွေ့ရတယ်အချိန်များများလေးထိုင်သွားတာတွေ့တယ်ဩဒီမြတ်ထိုင်လည်းမထသွားဘူးဇညာရှိမှဇညာမတ်ဒီတိုင်းပဲကိုသုံးချစိတ်ထဲမှာကျဉ်တတ်တဲ့ဩလောကမှာမိသည့်ပုဂ္ဂိုလ်မဆိုတရားရှိတဲ့ပုဂ္ဂိုလ်
တရားပညာရှိတဲ့ပုဂ္ဂိုလ်တူတယောက်ကိုဟောတဲ့တရားလေးတွေကိုသဘောပေါက်သွားပြီအားဖြစ်သွားပြီတရားအားတင်ပြီးတော့ကြိုးစားသွားပြီဝိရိယတွေပညာတွေတတိဝိရိယတဏ္ဍသမာဓိပညာတိတော့ဘုံ၅ပါးရှင်းတန်းတင်ပြီးကျင့်ကြံပွားများအားထုတ်နေတာလေးကိုတွေ့ရခြင်းကြောင့်စိတ်ထဲမှာပင်ပန်းရကြိုနဲ့တယ်နောက်လည်းပဲအမျိုးသမီးယောဂီတွေက6ယောက်လောက်ရှိတယ်ကြိုးစားပြီးလုပ်ကြတာအဲ့ဒီတော့ဘုန်းကြီးတို့သူတော်ကောင်းများပါရမီဆိုတာဘာလို့ထားတယ်လဲဖြစ်ယူတာဘယ်လိုပုဂ္ဂိုလ်များရဲ့အလုပ်လဲလို့ပြန်ပြောပါအောင်တရားပညာရှိတဲ့ပုဂ္ဂိုလ်များအလုပ်ဟုတ်တယ်လားရဲရင်သူတို့ရဲ့အလုပ်ရဲရင်နဲ့ဘယ်လိုနေရာမှာရဲရင်နဲ့ကုသိုလ်လုပ်တဲ့နေရာမှာရဲရင်တာနော်အကုသိုလ်လုပ်တဲ့နေရာမှာရဲရင်တာမဟုတ်ဘူးနော်ကိုယ်တော်ကောင်းမှုတရားတွေနဲ့ငါမရမရှိငါသည်မထွတ်မြောက်တဲ့လမ်းကိုငါကြိုးစားမယ်ဒုက္ခအဆုံးကိုငါယုံထွက်နိုင်ရမယ်ဟိဟောဒီခန္ဓာဒုက္ခအဆုံးငါတွေ့အောင်ကြိုးစားမယ်ဒုက္ခဝတ်မှာကျွတ်လွတ်ရမှာမြတ်နိဗ္ဗာန်ကိုငါရည်တန်ပြီးတော့ငါအသုံးချမယ်လို့ကြိုးစားပွားများအာထုတ်တဲ့ပုဂ္ဂိုလ်ရဲ့စွမ်းအားသည်ဘာပါရမီတဲ့ခန္ဒီပါရမီအဲ့ဒီနဲ့ခန္ဒီပါရမီအကြောင်းရင်းကံပြီးတော့ဝိရိယပါရမီဖြစ်လာတဲ့အချိန်နာရီမစစ်သမျှကာလပတ်လို့ငါလုံးဝမလှုပ်ရှားဘူးမရွှေ့မပြောင်းဘူးလို့ဆိုရင်သစ္စာပါရမီဟုတ်တယ်လားအဋိဋ္ဌံပါရမီတက်တွေမမြောက်လာဘူးလားအဲ့ဒါလို့ပါရမီတက်ကလေးတွေဖြည့်ကျင်ပန်းများလာတဲ့ပုဂ္ဂိုလ်သားနဲ့ပါရမီစွမ်းတို့ဒီဘဝပဲတဘဝပြီးတဘဝဒီဘဝမှာမဉ္ဇဉ်ဘုံဉ္ဇဉ်မပေါ်သေးတော့မှဒီပါရမီစွမ်းအားတို့ကဒုတိယဘဝမှာသေချာပေါင်းရသွားနေတဲ့သူတော်ကောင်းတို့ရှင်းရလားဘာဖြစ်လို့လဲလို့မြည်ကိုဖြစ်ထားတဲ့ကုသိုလ်တတ္တိတို့ဟာပျောက်ပြစ်ခြင်းမရှိဘူးနော်ပစ္စည်းခြင်းမရှိတဲ့အလုပ်ဟာဒီအလုပ်ပဲရှိတယ်ဒါကံအလုပ်မဟုတ်ဘူးဉာဏ်အလုပ်ရှင်းတယ်နော်အဲ့ဒီဉာဏ်ဆိုတဲ့ဝိပဿနာဉာဏ်ကလေးဒီခန္ဓာအစဉ်ကိုဉာဏ်ရှင်းတွဲပြီးကြိုးစားရတဲ့အလုပ်တွေဟောဒါနပါရမီတွေသီလပါရမီတွေဖြစ်ခြင်းနဲ့ဒါနစွမ်းအားတွေဖြစ်ခြင်းနဲ့ဆိုတာလည်းပဲအဲ့ဒီပါရမီတက်ကဒါနပါရမီပေါ်မှာဒါနပါရမီဒါနဥပပါရမီတွေမြောက်အောင်ဒါနပရမတ္ထပါရမီမြောက်အောင်တကက်လှူနေတာငါလူပုဂ္ဂိုလ်တရားလူတာမဟုတ်ပါပဲ။အော်ရုပ်တရားပေါ်မှာနန္တရားတင်စားပြီးလူတန်းတာပဲ။အဲ့ဒါလို့ပရမတ်ဉာဏ်ထင်ပြီးကုသိုလ်တတ္တိလေးကိုပွားများနိုင်တဲ့အစွမ်းအားလေးတွေမိမိရဲ့နှလုံးသားထဲမှာပြည့်အောင်မကြိုးစားရဘူးလား။ကြိုးစားရမယ်။အဲ့ဒီတော့သူတော်ကောင်းတို့ကိုပြောကျင်တာကမြေသည့်အရာမဆိုမိမိရဲ့စိတ်စဉ်ထဲမှာကုသိုလ်ကောင်းမှုတစ်ခုကိုပြုလုပ်ပြီးလို့ဆိုရင်အဲ့ဒီကုသိုလ်ဟာကိုယ့်အတွက်မျှော်လင့်ချက်အပြည့်ရှိနေရမယ်ဟုတ်တယ်နော်မျှော်လင့်ချက်ရှိနေရမယ်ငါဒီနေ့ပြုလုပ်နေတဲ့ကုသိုလ်ကောင်းမှုတွေဘယ်အတွက်ပါလိဘယ်သူတွေငါလုပ်နေသလဲဟုတ်လားသံဃာတော်တွေအတွက်လုပ်နေသလားဓမ္မမောသာသမီတွေမိသားစုအတွက်လုပ်နေသလားပတ်ဝန်းကျင်အတွက်ငါလုပ်ပေးနေသလားကိုယ့်ကိုစစ်လိုက်ဒါဒီဘာမှမဆိုင်ဘူးနော်ကိုပြုလုပ်နေတဲ့ကာယကံဝစီကံမနောကံကုသိုလ်စွမ်းအားတို့သည်အရဟတမညာဖုန်ညာအတွေ့မျောလက်ချက်နော်အရဟတမညာဖုန်ညာမေဧကုသိုလ်ကောင်းမှုသည်အာသဝကုန်ခံလို့ယန္တာယောက်ျားယန္တာမိန်းမဖြစ်ရပါလို့ဤအာသဝကုန်ခံတဲ့ယန္တာယောက်ျားယန္တာမိန်းမဖြစ်လို့သောစိတ်စေတနာတရားတရားလေးကိုရှေ့ဆောင်ထားပြီးတကလားပြုလုပ်တဲ့ကုသိုလ်စေတနာသည်အဲ့ဒီစေတနာညံတွဲတဲ့ကုသိုလ်စေတနာမို့လို့မေကသစ္စာဘာသစ္စာလဲအဲ့ဒီမေကဘာဝနာတတိလေးတမာလေးတမသင်္ကပ္ပပညာမေကေနပါဆောင်ပြီးတော့တတိကြီးစွာပဲပြုလုပ်လိုက်တဲ့စေတနာလေးတွေပြုလုပ်စဉ်ခဏမှာဖြစ်ခဲ့တဲ့စေနာတတ္တညာစွမ်းတို့သည်ဖြင့်အရဟတမညာဘုံညာကိုကျေးဇူးပြုစေနိုင်တဲ့စွမ်းအားကိုကိုယ်တိုင်မရနိုင်ဘူးလားကိုယ်စေတနာကိုယ်ထံသို့လာ၏အားလည်းပြီနော်ကိုယ်စေတနာကိုယ်ထံသို့လာ၏ဘယ်စေတနာလေးပေါ်ပေါ်သီလပေါ်မှာစောင့်ထင်းလို့တဲ့စေတနာတွေမကြုံမပေါင်းမပြောက်မကြမ်းသောသီလတရားတွေငါစောင့်ချောက်မယ်အဲ့ဒီကိုယ်စေတနာသည်ကိုယ်ထံသို့မလာဘူးလားဝိပဿနာတရားတွေအားထုတ်တဲ့ခါကာလမှာလည်းပဲဘယ်တော့ငါနောက်မဆုတ်ဘူးဘယ်တော့မှမဖြစ်စည်းဘူးငါမိမိရဲ့တမာတိလုပ်ငန်းတွေသီလတမာတိပညာတရားတို့ကိုနဲ့အသက်မငဲ့ကွက်ပဲငါစောင့်ချောက်သွားမယ်ဟောသီလပါရမီကလည်းမြောက်သီလတရားတွေမကျွရဘူးငါ
မကြုံမပေါက်မပြောက်မကြမ်းသောသီလစွမ်းတွေကိုငါစောင့်ချောက်သွားမယ်ဘယ်လိုလောကဓာတ်မဲ့တွေ့ရပြောဘူးတဲ့အနာတပန်တတိအိမှာနေတဝဲဥပုသ်ဆောင်တဲ့တတိအိမှာအလုသမားတယောက်နေတဝဲဥပုသ်ဆောင်ညခါကာလမှာသူကပင်ကိုကလေယောဂါရှိတော့လေဖြတ်ပြီးတော့တခါတည်းတည်လွန်သွားတဲ့အခါမှာနတ်ပြည်ရောက်တယ်မဟုတ်လားနေတဝဲဥပုသ်ဆောင်ဘူးတဲ့ကုသိုလ်စေတနာအဲ့ဒီစေတနာမှာနတ်ပြည်မှာနှစ်သားသွားဖြစ်တယ်ဗျာနော်မာရဲ့စွန်းအားတဲ့သီလရဲ့စွန်းအားမကြွမပေါက်မပြောက်မကြမ်းသောသီလကိုစောင့်ထောက်တဲ့အဲ့ဒီတော့ဒါတတိကြီးကသူယောဂဖြစ်နေတာနေမှာလေယောဂဖြစ်တယ်မင်းဇတုမနုလေးပါလေးစားသုံးပေါ့ကွာရောလို့ပြီးတယ်အရှင်တတိကြီးများတကယ်လို့ဥပုသ်ဆောင်တဲ့အခါဒီလိုများဇတုမနုများစားသုံးမှသလားလို့ပြီးတော့တို့ကတော့ဘာမှယောဂမရှိလို့ကွာတဲ့မစားသုံးဖြစ်ပါဘူးဖယားရှင်ကခွင့်ပြုပါတယ်စားလို့ရပါတယ်အရှင်တတိတို့ကမစားပဲကျွန်တော်လည်းမစားပါဘူးချစ်ချင်းမှအလားတပြတ်သွားတယ်အဲ့ဒီစေတနာလေးတွေကသူ့ကိုအကျိုးပေးတဲ့နတ်ပြည်နတ်လောကအကျိုးပေးတယ်နတ်သားသွားပြတော့အရှံ့ရံတွေမြောင်များစွာရှိတယ်အဲ့ဒီရှံ့ရံမြောင်များစွာသောရှံ့ရံတို့ဖြင့်နောက်တနေ့မှငါဘာလို့ဒီကုသိုလ်ကောင်းမှုတွေရရပါလဲအိုးဒီတဝဲဥပုသ်ဆောင်တဲ့ကုသိုလ်ကောင်းမှုတွေမဖြစ်ဘူးဆိုပြီးတော့ဘုရားထံလာမြတ်စွာဘုရားထံမှာတရားတွေစစ်နေတော့သောတာပန်တည်ခဲ့တယ်ကြည်စမ်းပါဦးသူရဲ့စောင့်ချောက်ခဲ့တဲ့သီလစွန့်အားသည်သောတာပန်ဘဝကိုဖြစ်စေနိုင်တယ်သတ္တိတွေမပါသွားဘူးလားညံတွဲတာကိုမတွဲတယ်ပဝန်းကျင်ပုဂ္ဂိုလ်ကဘယ်လိုစားလိုက်ဘယ်လိုလုပ်လိုက်ပြောရင်ပြောကြနားထောင်သလားသူ့ရဲ့တဏ္ဍာထဲမှာအပမတတရားကိုလက်ကင်ထားတယ်ဘယယနာရိယသူတော်ကောင်းရင်တို့သည်အသက်နဲ့လဲပြီးတော့ကျင့်သုံးတဲ့သီလနော်ငါသီလတော်မြတ်ကိုအသက်နဲ့လဲပြီးတော့ကျင့်သုံးမယ်သေသွားပြီးဘယ်တော့မှသီလကိုအကျိုးမပေးဘူးမပြောင်းမကြသောသီလတရားတွေငါစောင့်ရှောက်မယ်တမာရီတရားလေးကိုငါနှလုံးသွင်းမယ်ဝိပဿနာဉာဏ်လေးတွေယုံနဲ့ဓမ္မသင်္ကာရတရားတော်မမြဲခြင်းသဘောဆင်းရဲမပိုင်တဲ့လက္ခဏာလေးကိုငါသုံးသပ်မယ်ဆိုပြီးတော့သီလကိုအခြေခံပြီးတော့တတိပဒံတရားပွားများကြပဲဝိပဿနာဉာဏ်အာယုံလေးတော့သုံးသပ်ပြီးတော့သေလွန်သွားတဲ့အဲ့ဒီကုသိုလ်မျိုးစေ့သည်သူ့အတွက်သေတိကာလသုတိတိဉာဏ်ကာလတရားအတိတို့ဖြင့်သီလကိုအခြေခံပြီးတော့သီလသမာဓိပညာဖြင့်သီလတရားတွေတတိပဒံတရားတွေဝေဒနာနုပါဒနာတတိပဒံဟောဝေဒနာဘောတတိကံကပ်ပြီးဒီကလာဝါယောတဘောမှာဖြစ်ပေါ်နေတဲ့တခါနဲ့တခါလာဝမ်းပေါ်ကြီးအောင်းတက်လာတာလေးကိုကြည့်ပြီးမယိမန်ဩကိုယ်သဘောမို့ကိုယ်သဘောကိုနဲ့မှသူ့သဘောတော့ဖောက်ပြန်နေပါပေါ့လားအိုဘိုးရလားဩခန္ဓာမိုးမှမကြောက်ရနာဘိုးရလားနာခန္ဓာနာမကြောက်ရသေဘိုးရလားသေခန္ဓာသေမှမကြောက်ရဘူးဆိုသလိုငါသည်ခန္ဓာကိုယ်ကြီးအိုဘိုးရလားတဲ့တရားနဲ့အိုရမှာပေါ့နာဖို့ရတဲ့ခန္ဓာကိုယ်ယောဂဖြစ်မှာပေါ့မြတ်စွာဘုရားတရားတော်မြတ်ကိုငါတို့သည်တပတ်တကအမြင်မပြတ်နာယုမသောက်ွယ်ရနေတာပဲဒါချမ်းသာကြွယ်ဝတဲ့အိမ်ဒီမှာဆိုရင်ဘုရားလက်ထက်တော်ကဥပုပ်နေတိုင်းမှာဟောအိမ်မှာပိတ်တယ်အိမ်လုတ်တယ်အမိဒီအလုတ်ကိစ္စရှိသည်လုံးဝအလုံးမလုပ်ရဥပုပ်ဆောင်ထင်းတယ်တန်ဃာတော်ဘုရားမကြွနိုင်တန်ဃာတော်တရားဟောပေးတယ်ဒါမှမဟုတ်အကြောင်းကိုအကုန်လုံးမိသားစုတွေအကုန်လုံးသွားရောက်ပြီးမြတ်စွာဘုရားအကြောင်းတော်သွားပြီးတရားတွေနာလို့တရားတွေနှလုံးသွင်းတရားတွေအားထုတ်ပြီးတော့မိမိရဲ့ဘဝကိုနှလုံးသားကိုအလှဆင်ကြတယ်မဟုတ်လားအဲ့ဒီတော့ကိုယ့်ရဲ့ခေါင်းဆောင်ဖြစ်တဲ့တထေးကြီးတွေကိုယ်တိုင်ကမမေ့ဘူးနော်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားဆုံးမတရားတော်ကိုမမေ့မလျော်သောတတိတရားလက်ကင်ထားတဲ့သူတို့ကိုယ်တိုင်ကသောတာပန်တည်ထားကြတဲ့ပုဂ္ဂိုလ်တွေအရိယာဓာတ်ကင်းထားသောပုဂ္ဂိုလ်တို့သည်ကုသိုလ်စိတ်တွေကိုမေ့မလားမမေ့ဘူးလားသူတို့ကိုယ်တိုင်မမေ့မလျော်သောတတိတရားပဲနေပြီးတကယ်လို့သူတို့နဲ့နိစ္စတဲ့ပုဂ္ဂိုလ်မှန်တယ်မြတ်တွေကိုလည်းသူ့ရဲ့တာဝကတွေကြီးကျွမ်းမှန်တယ်မြတ်တွေကိုလည်းပဲကိုယ်နဲ့ထတ်တူထမ်းမြတ်ထမင်းစားရင်တော့မှဝိုင်းပြီးတော့စားတဲ့နဲ့တတိတို့ဟာသူ့ရဲ့ကြီးကျွမ်းမှုနဲ့လာကွာသမင်းစားကြရအောင်ဒီနေ့ဥပုသ်တဲ့နဲ့ပဲချင်းစားကြအောင်ဆိုဝိုင်းပြီးတော့စားကြတယ်တဲ့ဟင်းလျာတွေကိုအိုးထဲမှာထည့်ပြီးသားကိုယ်တိုင်ကိုကြကိုဇွန်လေးနဲ့ကိုတို့ကိုရာလို့နဲ့ကိုဇွန်လေးခတ်ပြီးတော့ကိုယ့်ကိုစားသုံးညပြီးတော့မှမင်းတို့သီလတရားတွေမပြည့်ကြစေနဲ့သီလတရားတွေစောင့်ကြောက်ကြတို့မြတ်စွာဘုရားရှင်ဟောပေါ်ညွှန်သောတရားတော်မြတ်ကိုမင်းတို့နှလုံးသွင်းကြအပ္ပမနာတရားလေးကိုအမြဲမှလက်ကင်ထားကြကြွယ်တို့လို့အနာရပတထေကြီးတွေသူ့ရဲ့ငယ်ကျွန်းတွေကိုယ့်ရဲ့အနာမှာရှိတဲ့အလောသမမန္တမြတ်တွေကိုအမြဲတမ်းတရားစကားပြောတယ်တရားစကားပြောမှာပေါ့သူကိုယ်တိုင်ကဘာဖြစ်ထားတာ
အရိယာကြီးကိုသောတာပန်တည်တဲ့ပုဂ္ဂိုလ်တွေကဘုန်းကြီးတို့တရားဓမ္မသောတာပန်တည်တဲ့ပုဂ္ဂိုလ်တွေကကိုသိတယ်လို့သိသိခြင်းနဲ့ဆန္ဒတွေများပြားကြတယ်မဟုတ်လားတချို့သောပုဂ္ဂိုလ်တွေတရားဓမ္မတွေထဲမှာလည်းရှိတယ်လေကိုယ်တိုင်းကတကယ်လို့တရားသဘောပေါက်သွားပြီအရိယာတို့သိတော့အသိလေးတွေပေါ်လွင်သွားပြီဆိုရင်ကိုယ်နဲ့နိစ္စတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ပြီးပါပဲသွားပြီးပါဘာလို့ပဲမှကြွနေတယ်ပဲဆရာတော်ကြွနေတယ်သွားပြီးတရားနာပြီးနော်တရားနှလုံးသွင်းပြီးနော်ဟာမဖြစ်ပြောင်းသွားပြီးပါနော်ဟောဘာဖြစ်လို့လဲကိုကအလွန်အစာကောင်းတောင်းကောင်းစားပြီးပြီအလွန်အယတာရှိသောအစအစာကိုစားသားရတဲ့အခါကာလမှာကိုရှစ်ကျွန်းဝင်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲစားစေခြင်းနဲ့အာဟာရနဲ့ပတ်သက်ပြီးတော့နားလည်ပြီနော်ကိုအစားကောင်းတောင်းကောင်းစားရသည်ရှိသောကိုရှစ်ကျွန်းဝင်တဲ့ပုဂ္ဂိုလ်တွေကိုတတိယသလိုပဲအဲ့ဒီစားသုံးရထားတဲ့မြင့်မြတ်လာသောဓမ္မရတ္တအရိယသာလေးတွေကိုတရားရတာလေးကိုတောက်သုံးခွင့်ရတဲ့စားသုံးခွင့်ရတဲ့သိခွင့်ရတဲ့နှလုံးသွင်းခွင့်ရတဲ့နှလုံးသားထဲမှာဓမ္မတတ္တိလေးတို့သိခွင့်ရတဲ့ပုဂ္ဂိုလ်တွေကလည်းပဲကိုယ်နဲ့နှိစက်တဲ့ကိုချစ်ကျွန်းတဲ့ပုဂ္ဂိုလ်တွေကိုဘာဖြစ်စေရတဲ့တရားတွေနာကြားစေခြင်းနဲ့တရားတွေနှလုံးသွင်းစေခြင်းနဲ့တရားတွေအားထုတ်စေခြင်းနဲ့တရားအသိလေးပေါ်လွင်စေခြင်းနဲ့ဘာဖြစ်လဲကိုယ်တိုင်းကဒီအသိလေးကိုစားထားတာကိုနှလုံးသွင်းထားတာကိုဟုတ်တယ်လားမိမိကိုယ်တိုင်ကကျင့်ကြံပွားများအားထုတ်လို့အတိတ်ဉာဏ်နဲ့ဘုရားအဆုံးအမတရားတွေသိခွင့်ရနေတယ်ဘုရားရှင်တော်မြတ်ဘုရားဟောပေါ်ညွန်ပြအပ်သောဓမ္မတတ္တိလေးတွေကိုလုံးသားလို့သိနေတဲ့ဆုံးဖြတ်ချက်တွေရနေတယ်။အော်ဘုရားချင်းဆုံးမတန်ဖိုးရှိမှာပါပြီ။ကိုယ်ခန္ဓာကိုယ်ကြီးပေါ်မှာကြည့်လိုက်ပြန်တော့ခန္ဓာကိုယ်ကြီးဒီအော်ဆင်းရဲလိုက်တာဒုက္ခသစ္စာဆိုတာဘုရားပြောတာဒါကိုပြောတာကိုဒုက္ခစာအုပ်ထဲမှာကြည့်ဒုက္ခသစ္စာဒုက္ခသစ္စာဒုက္ခစာအုပ်ထဲမှာစာတွေရွတ်နေရတာစာအုပ်ကြီးကင်ပြီးတော့နေ့စဉ်နေ့ရွတ်နေရတာလက်ဆက်တော့တရားဆိုတာရွတ်နေုံနဲ့မပြီးပဲကိုလက်တွေ့ကြည့်ရမယ်ဒုက္ခသစ္စာသမုဒယသစ္စာမေဃသစ္စာနိရောဓသစ္စာဆိုတာပါဇက်ဖြန်းမှာလမ်းဆုံးတဲ့အလုံးမဟုတ်ပါလားလက်တွေ့ကိုယ်တိုင်ကြင့်ကြည့်မှဩဆင်းရဲခြင်းအမှန်တရားခန္ဓာတစ်ခုလုံးကဆင်းရဲနေတယ်ဆင်းရဲနေတာတကယ်မှန်ပါလားတကယ်မှန်ပါလားလို့သိတဲ့သဘောကသစ္စာတကယ်အရှိကိုရှိတဲ့သိတာကဘာလဲသစ္စာဆင်းရဲနေတာကဒုက္ခပေါင်းလိုက်တော့ဒုက္ခသစ္စာဩဆင်းရဲခြင်းအမှန်တရားခန္ဓာတစ်ခုလုံးမှာကြည်စားအဲ့ဒါလို့ဆင်းရဲခြင်းဒုက္ခသစ္စာကိုတွေ့နေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာသဘောပေါက်ထားတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာလောဘဒေါသမောဟနဲ့သဘောပေါက်တာမဟုတ်ဘူးနော်အဲ့ဒီဆင်းရဲခြင်းသဘောလေးကိုကြည်ပြီးနေတာဟာဒေါသနဲ့ကြည်နေတာမဟုတ်ဘူးနော်နှလုံးမနာရသောစိတ်နဲ့ကြည်နေတာမဟုတ်ဘူးနော်သူကသဒ္ဓတရားနဲ့ကြည်နေတာဘာနဲ့ကြည်နေတာအဲ့သဒ္ဓတရားလေးတွေသဒ္ဓပညာတရားကိုလက်ကင်ထားပြီးကြည်နေတာမှတ်မယ်ဥပ္ပယဇံခန္ဓာတိခမ်းမင်းကဇွဲတင်ပြီးခိုင်းမယ်တခါတည်းအန်ကြီးလောက်အောင်ဖြစ်သွားတယ်မြေဒီဘောင်းကြထွဲသွားအောင်ဒီဖောက်ပြန်သွားတယ်ကြမှာဘောခံရမှာဘောခန္ဓာရှိတာကိုခန္ဓာဆိုတာဟာနိစ္စဒုက္ခအတ္တတရားမရှိတာခန္ဓာလေအနိစ္စတရားခန္ဓာဒုက္ခကိုခန္ဓာအနတ္တခန္ဓာလို့ခေါ်တယ်။အိုးဒုက္ခကဒုက္ခလို့ပြမှာဘောပြခန္ဓာကြည့်မယ်ဆိုပဲစိတ်အေးကိုယ်အေးလေးနဲ့အလိုငြင်းချမ်းသောအာယုံကလေးဖြင့်ကိုယ်ကြောင်းကြဆိုင်ပြီးတော့ကြည့်နေမယ်ဆိုရင်ယောဂီတို့အဲ့ဒီချိန်မှာအကုသို့မဖြစ်ဘူးနော်တခါတည်းပြောတတ်ကြတာပေါ့ဆန္ဒပြင်းပြနေတော့တရားသိပေါ်မှာသိလို့တဲ့ဆန္ဒပြင်းပြစွာဖြင့်ခန္ဓာပေါ်မှာတခါတည်းနှလုံးသွင်းတယ်နှလုံးမတန်ရတော့ဖြစ်တယ်။အိုးငါပဲဖြစ်တယ်သူများတွေဖြစ်တာမကြောက်ဘူးအဲ့ဒါလို့ဖြစ်တတ်တယ်ပြန်ကြည့်ငါနဲ့သူတစ်ပါးနဲ့ဆိုင်သလားဇရရှင်းတူသလားပြုလုပ်ထားခြင်းကံချင်းတူသလားကံချင်းတူမတူလို့အတွေ့တုံချင်းမတူဘူးပေါ့သူတော်ကောင်းတို့ရဲ့ဟုတ်တယ်လားကံသွားလာခြင်းမတူလို့အတွေ့တုံချင်းမတူဘူးလေတွေ့ကြုံချင်းတူရင်တော့ကံချင်းတူတာပေါ့ဒါဆိုရင်တချို့ပုဂ္ဂိုလ်ကဒုက္ခပရိပန်ဒုက္ခတွေပြင်းတယ်တချို့ကဒုက္ခမသိမပြင်းတော့တချို့ဒုက္ခတည်းဒုက္ခတည်းတချို့ကဒုက္ခပဲဖြစ်နေရတယ်အဲ့ဒါဟာကိုယ်နဲ့တူဆိုင်သလားမဆိုင်ဘူးနော်ဟာသူတစ်ပါးတွေအေးနေတာပဲငြင်းအေးပြီးမှတ်နေရတာကောင်းလိုက်တာတဏှိတို့ငါဘာမှဆင်းရဲဒုက္ခဝေဒနာဒုက္ခချမ်းသာတဲ့ငါမှတ်နေရတယ်အထင်မကြီးနဲ့ချမ်းသာနဲ့မှတ်နေရတယ်ဒုက္ခဝေဒနာတွေမထင်ကြပဲချမ်းသာမှတ်နေရတယ်ဆိုတော့ချမ်းသာတဲ့အာယုံပေါ်တာယာနေလို့ကျင်လောဘတာယာရင်ဖြစ်ချင်းကိုမထင်ပါဘဲနဲ့တာယာနေမယ်သဘောကျနေမယ်ဆိုလောဘဖြစ်နေမယ်အဲ့ဒီလောဘတရားဟာလောဘနဲ့သိစိတ်ဓာတ်ဖြစ်နားလည်ပြီနော်ဒါဆိုဆင်းရဲတဲ့သဘောလေးသိခံမှနေရတော့
ဒေါသတွေတခါတည်းဖြစ်တတ်တယ်ပြန်ပြီးတော့စိတ်ကိုပြန်မှတ်ရတယ်ဩဟာစင်ရလိုက်တာအိုးခန္ဓာဆုခန္ဓာဆိုသိခံမယ်မျက်စိဖွင့်ပြီးတော့မှအဲ့တော့မျက်စိဖွင့်မှမှစိတ်ကလေးနဲ့မှဟောသဒ္ဒတတ်တဲ့ဝိရိယတဲ့ပညာတတ်တဲ့တင်းပြီးကြည့်နေကြဩတကူလုံးမှမကောင်းပါလားတခါလေကောင်းလေးတောင်ခါသွားသေးတယ်မကောင်းတာကိုတွေ့လို့တကယ်မကောင်းစုပါတကယ်မကောင်းတာပါလားဖေ။မြတ်စွာဘုရားမှန်လိုက်တာဖေ။ဆင်းလိုက်တာအဲ့ဒါသိခံပြီးမရင်နဲ့သူတတ္တိတဖြည်းရော့သွားတဲ့ကလမ်းပြီးတော့ဝေဒနာကိုနိုင်သွားတဲ့ပုဂ္ဂိုလ်ဝေဒနာကအနံ့ရသွားတဲ့ပုဂ္ဂိုလ်ဝေဒနာတွေမတွေ့တော့ဖြတ်ပြီးဒုက္ခဝေဒနာတွေချက်ပြီးတော့ဥပ္ပကအာယုံဖြင့်ဝိပဿနာဉာဏ်ကနေပြီးတော့မညာပူညာပေါ်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒီဒုက္ခဝေဒနာရဲ့လက္ခဏာကိုဖြစ်ဖြစ်တည်မြင်လို့မုံညာဆုံးညာဖြစ်ဖြစ်ဒုက္ခဝေဒနာကိုအခြေခံပြီးတော့မညာပူညာကိန်းသွားတဲ့ပုဂ္ဂိုလ်ရှိတယ်ဒုက္ခဝေဒနာဆုံးပြီးတော့မှဒုက္ခဝေဒနာရပ်ပြီးတော့မှအဲ့ဒီဥပ္ပကကိုအခြေခံပြီးမှတ်သွားလို့မညာပူညာပေါ်တဲ့ပုဂ္ဂိုလ်ရှိတယ်နော်ဒါကြောင့်ဒုက္ခဝေဒနာပေါ်ရင်လည်းစိတ်တက်တယ်မကြရဘူးတရားဆိုတာကိုယ်စရိုက်နဲ့အလျော်ကန်သောအတိတွေကကိုယ့်သူကိုဘာဖြစ်သွားမယ်လွှမ်းမိုးသွားလိမ့်မယ်ရှင်းရဲ့လားအရေးကြီးတာယောဂီမြတ်တန်ထဲမှာဘာရှိဖို့လို့တည်းမေးရင်အပ္ပမာဒရှိပါစေဘာရှိပါသေးခန္ဓာကပေါ်လာတဲ့အာယုန်လေးတွေကိုခဏချော့တွဲခြင်းလာတဲ့ခဏရုပ်ကံခြင်းလာတဲ့လှုပ်ပြခြင်းနဲ့ရွှေ့ပြခြင်းနဲ့ပြောင်းပြခြင်းနဲ့ဆိုရင်ပမာဒဖြစ်နေလို့အဲ့ဒီပုဂ္ဂိုလ်ရွှေ့တယ်ပြောင်းတယ်လှုပ်ရှားတယ်ဆိုတာဘာဖြစ်နေလဲပမာဒမေ့သွားပြီကွာဝရိယတိပိမှတ်ရမှာမေ့သွားပြီဟုတ်တယ်နော်တတိအမတ်တတိတွေလက်သွားတဲ့ခန္ဓာမှာကဲအမတ်တွေလွဲသွားခြင်းတော့ပမာဒဖြစ်နေပဲအဲ့ဒီပမာဒဖြစ်နေခြင်းခဏမှာကိရိတာတွေအစားမထိုးသွားဘူးလားအစားထိုးတယ်နော်အပမာဒဒီဝေဒနာလေးပေါ်မှာခန္ဓာကိုယ်ထဲကပေါ်လာတဲ့ရုပ်ပေါ်ဝေဒနာပေါ်တင်ညာသိငါဝိညာဉ်ပေါ်ဘယ်အာယုံလေးပေါ်မှာခန္ဓာ၅ပါးလုံးမှာဘယ်ခန္ဓာပဲပေါ်လာတဲ့အာယုံတဲ့ကလေးကိုတတိညာကပ်ပြီးတော့ကြိုးစားမယ်ဆိုရင်အပမာတော့အမတန်ပဒံဖြစ်ပြီပေါ့သိချင်းကင်းတော့မညာဘုရားနိဗ္ဗာန်ချမ်းသာကိုကျေးဇူးမပြုဘူးလားပြုမှာလားအဲ့ဒီတော့ဘုန်းကြီးတို့တရားဓမ္မဘောတော်ကောင်းမြတ်အရာရာတိုင်းမှာဘာရှိဖို့လိုအပ်တယ်အပမာဒတတိရှိဖို့လိုတယ်နော်တတိမရှိတဲ့ပုဂ္ဂိုလ်ဟာမိလျော့သောပုဂ္ဂိုလ်ရဲ့တန်တရာကဆင်းရဲတဲ့နေရာမမေ့မလျော့သောပုဂ္ဂိုလ်ရဲ့သွားရလန်းခီးကရှမ်းသာရာနေရာဆင်းရဲတဲ့နေရာနဲ့ရှမ်းသာတဲ့နေရာကြိုက်ရာရွေးရှယ်လန်းနဲ့သွဲနားလည်ပြီနော်တကယ်လို့မင်းလျော့ပြီးမခံနိုင်ဘူးဆိုလို့ရှိရင်ငါမရလေးဖြစ်ပါပြီတော့ငါမခံနိုင်နဲ့ငါသိတယ်ဆိုတော့တော်ကြဟိုလှုပ်မှတ်ဒီလှုပ်နေတယ်ဟောတရားအမှတ်ကိုမတက်ပါဘဲနဲ့လှုပ်ဖို့ရှိဖို့ကိုပဲအချင်းယူနေမယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ကပမာဒပုဂ္ဂိုလ်ပေါ့ဟုတ်တယ်လားအဲ့ဒီပမာဒမင်းလျော့နေတဲ့ပုဂ္ဂိုလ်တဏ္ဍာခန္ဓာရဲ့ဖြစ်စဉ်ကိုထိုးထင်းညာမြင်နိုင်ပါမလားခန္ဓာကဖြစ်တွေပြပင်ပြညာတော့မြင်နိုင်ပါမလားအဲ့ဒီဘက်ကယောဂီတရားဟိုနောက်နာလေးကထိုင်တော်တော်လေးထိုင်10မိနစ်ထိုင်လို့ချင်းဒုတစ်ပတ်ထောင်လာထောင်ပြီးဒုဆောက်နဲ့တရားထိုင်လက်ဖက်ထားတယ်ကြည့်တဲ့တော်တော်ကြာလို့ချင်း9မိနစ်လောက်မှတ်တယ်ပြန်ပြီးတော့အဲ့ဒီဒုပြန်ချတယ်နောက်တစ်ပတ်ပြန်ထောင်တယ်ပထမတော့စဉ်းစားဒီယောဂီဟာသူ့မှာခြေတောက်ကျိုးလို့များလားတခုခုရွှင်ချက်ဖြစ်နေလို့လားတခုဖြစ်တာလို့များစတိယုနဲ့စက်သတို့ထိုင်လို့မရတော့ဖြစ်သလားမဟုတ်ဘူးနောက်တစ်ပတ်ထောင်လာတယ်နောက်တစ်ပတ်ထောင်ပြီးတော့ဖက်ထားပြန်ပြီမဖြစ်တော့ဘူးဆိုပြီးတော့ဟိုအဲ့သူအနာရှိတဲ့နေရာတော့ပဲယောဂီမလုတ်ပါနဲ့မှတ်ပါခြေတော့တဲ့ဖြစ်ရိုးလေးမှတ်ပါရှိတော့ဒုထောင်ပေါင်ကမလုတ်ပါနဲ့ဆိုတော့ပြန်ချရသားပဲဟုတ်တယ်လားအဲ့ဒီပြီးတော့မှတ်သွားတာတော်တော်လေးမှတ်လို့ရသွားတာကြည်စမ်းပါဦးဘသူအလိုလိုက်နေတာလဲတဲ့ဒီခန္ဓာကိုအလိုလိုက်တယ်မြတ်ကာလပတ်လို့တရားသိတွေတွတ်တက်နိုင်ပါမလားခင်ဗျားတို့နဲ့ပေါင်းရတာမသက်သာဘူးဗျာပင်လမော်ထဲမှာပြောင်းလို့ပြောလို့မှအဆင်မပြေဟိုဆင်းပြီးဟိုအနာတော့ပြောရတာအိမ်ငယ်လုံးလို့ငိုက်တဲ့ပုံငိုက်တာဒီကပြောလို့ဘယ်သူမှမကြောက်ဘူးဝေးလို့မကြောက်ထင်မှလည်းအောက်ဆင်းသွားတာယောဂီအိမ်ငယ်နေအဲ့မှာလမ်းလို့လမ်းပြုံးထားသေးတယ်တချို့ကအေးရွာသွားတဲ့သဘောပေါ့ပြောတာနည်းနည်းနောက်ကျမှဆိုပို့အဆင်ပြေသွားမယ်ဟုတ်တယ်လားဘာဖြစ်နေတဲ့ပုံကိုယ်လဲပမာဒနေတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီချိန်မှာဘယ်ကိုသွားတဲ့လမ်းတွေဖြစ်နေတယ်အပယ်လေးပုံသွားတဲ့လမ်းအပယ်လေးပုံမှာတဏှာမဟုတ်လားမောဟလွန်ကဲနေတဲ့အိမ်ငိုက်ပြီးမောဟတွေလုံးတဲ့စိတ်တွေပြန့်လွင်ပြီးတော့မောဟလွန်ကဲတဲ့ပုဂ္ဂိုလ်ရဲ့
တဏ္ဍာမှာဘယ်ကိုရောက်မဲ့ကံတွေဖြစ်နေတယ်တရိษံနဲ့အတူတကယ်ပုံရောက်မဲ့ကံတွေဖြစ်နေတယ်နားလည်ပြီနော်စိတ်ထဲမှာမကြည်မနဲ့ပန်းဝန်းကျင်တချို့ပုဂ္ဂိုလ်တွေကရှိတယ်ဖြစ်ခဲ့တဲ့အိမ်မှာကတယောက်နဲ့တယောက်စကားတွေများပြီးပါဖြစ်တယ်ပြဿနာဖြစ်လာတယ်စကားတွေများလိုက်လမ်းမှာအဲ့ဒါရိတ်တာရောက်လို့အဲ့ဒါပေါ်ရောတရားမှတ်တော့မှရှူနဲ့ထွက်ဟုတ်လားဟိုမှာရောက်တယ်ငါပြောတယ်ဆိုတယ်ငါအကြောင်းသိမယ်ရောက်မှငါချလိုက်မယ်ဟောဖြစ်တာကဟိုမှာဒီမှာဘာဖြစ်ယောဂဒီမှာပိုသေးနေတာတရားပြောယောဂီသတိထားဝိရဒနားမထိုင်နိုင်ဘူးအနာရိတယောဂီအမတ်တွေတွဲနေတယ်အကုသို့စာထုနေပြီဆိုတော့မှဖြစ်စိတ်ချောချမျက်စိနဲ့ကြီးပြီးတော့စိတ်ပြရှေ့စိတ်နောက်စိတ်ပြနဲ့ရှေ့အောင်ပြောလို့နောက်ဆန်းနေပြီနဲ့အဲ့တဲ့ကိုအရှင်မလို့တာအဲ့တဲ့တွေပြောတော့မှနည်းနည်းသတိပြန်ရငြိမ်ကြသွားမှတ်မိတယ်အော်ငါသွားပြောတာတော့နည်းနည်းနောက်ကျသွားတာခက်စောကပြောတယ်သူအမှတ်တွေပိုရမှာပဲနော်နောက်ဆိုရင်နောက်နေမြဒီလိုများဖြစ်လို့ရှိရင်ငါအနာကသွားပြောမယ်တေခွင်းတခုကင်ပြီးတော့သွားမယ်ဘာလို့မနေရွက်ကိုပြစ်ချမှာဟုတ်တယ်လားဘာကိုပြစ်ရမလဲဘာဖြစ်လို့ဘာတွေဝင်နေလို့အကုသိုလ်တွေသတိရှိလို့လားသတိမရှိလို့လားငိုက်တဲ့ပုဂ္ဂိုလ်သတိထားဖို့နော်မနေ့ကဝေယဝိသတွေပြောတာဝေတေခွင်း19ခွင်းလောက်တော့ဘုန်းကြီးစီမလာချထားပေးပါလို့ဘာလို့ရှင်လုံးလို့နဖူးတက်တဲ့ကိုပြတ်မှာအိမ်ငက်နော်တေခွင်းနဲ့ဟုတ်ကဲ့လားအဲ့ဒါတော့ယောဂီတယောက်အဲ့လိုပြောတော့ပါဟိုနောက်ဆုံးတော့မှသွားထိုင်တယ်အဝေးကြီးမှသွားထိုင်တယ်သတိထားတဲ့ဘုန်းကြီးဟိုဒီနေ့ကသတိထားမြင်ပြောလိုက်တော့လှုပ်တာများတော့အဝေးကြီးမှသွားထိုင်တယ်အဲ့ယောဂီပျောက်သွားမှာလားငါပြောလိုက်လို့များမလာတော့ဘူးထင်တယ်မဟုတ်ဘူးဟိုမှကြောင်းတယ်ဘုန်းကြီးမမြင်တဲ့နေရာသွားထိုင်တယ်တော်အချောင်တယ်ကောင်းတယ်ဟုတ်လားအဲ့ဒါဒီဘုန်းကြီးတို့တရားဓမ္မတွေဘာဖြစ်ဖြစ်ပေါ့နော်ဘုန်းကြီးကတော့တခါတည်းသိလှုပ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ရှေ့နားမှာထိုင်ခိုင်းတာလှုပ်ရဲလှုပ်နော်အများလို့တဲ့ပုဂ္ဂိုလ်ရှင်းနားလေးမှာထိုင်ခိုင်းတယ်လှုပ်ရလို့အနားမှာပြောပါများတော့အလှုပ်တွေနဲလာတာပေါ့နောက်တော့လှုပ်တော့မလှုပ်တော့ဘူးကောင်းကျိုးတွေမဖြစ်ဘူးလားဖြစ်တယ်တရားဓမ္မတွေအဲ့ဒါလို့ခန္ဓာကိုယ်အလိုလိုက်နေမှာကလက်သိမှာကလာပတ်လို့တရားသိတွေပေါ်နေပါမလားမပေါ်ဘူးနော်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ဘာလို့ရမလဲပြောခဲ့ပြီးပြီခြေသူတော်ကောင်းကြီးရာပါရမီတက်ကိုဘာပါရမီတက်လဲဒီခံခြင်းပါရမီကိုဟောခန္ဓာတွေဖြတ်လိုက်တာတောင်မှပဲပြုံးပြီးတော့ဘာအာယုံလေးနဲ့မေတ္တာဇံလေးနဲ့နေနေတယ်မဟုတ်လားဒါပါရမီလို့ခေါ်ပါလိခန္ဒီပါရမီဇွဲတေဝီမတ္တာကဝိရိယပါရမီဟုတ်တယ်နော်ဘယ်တော့မှမလုံးမရှိဘူးမရှိမပြောင်းဘူးလို့သစ္စာပြုတာကသစ္စာပါရမီနဲ့ဒိဋ္ဌပါရမီတွေမဟုတ်လားအဲ့ဒီပါရမီတွေဘာလို့ရတဲ့တရားနာမတို့ဖြည့်ပံများမှာပြည့်လာတာနော်ဘာဖြစ်မှာဖြည့်ပံများလာတဲ့ခန္ဓာအကြောင်းကောင်းကောင်းမသိလာဘူးလားသိပါမယ်လို့ခန္ဓာကိုဖောက်ပြန်တယ်ဆိုလိုက်ကြတဲ့ကွာမြဲလို့ဖောက်ပြန်တယ်လားမမြဲလို့လားအဲ့ဒီမမြဲတဲ့အာယုံလေးကိုလမ်းပြီးတော့ခံစားနေရတာချမ်းသာသလားဆင်းရဲသလားမမြဲဆင်းရဲတဲ့သဘောဟာကိုယ်သဘောလားသူ့သဘောလားအနိစ္စခန္ဓာဒုက္ခခန္ဓာအနတ္တခန္ဓာကိုအချင်းချုပ်ရင်ဖြစ်ပြီးတော့ဘာဖြစ်နေဖြစ်ပြီးပစ္စည်းနာကသစ္စာဖွဲလိုက်ပါသိတဲ့ဉာဏ်လေးကသိနေတာလေးကမလွတ်ချင်မချွေ့နေမပြောင်းတော့ပါပဲတဏှာဥပါဒံကံသိနေတယ်မဟုတ်လားရာဂစိတ်ဒေါသစိတ်မောဟစိတ်တွေမငြိမ်းသွားဘူးလားသစ္စာဘယ်နှပါပေါ်လာတယ်စောင့်ကြည့်လို့နော်ကြိုးစားလို့နော်အဲ့ဒီအတိတွေကြိုးစားပွားများအားထုတ်မှသာလျှင်နှလုံးသားထဲမှာဘာဓာတ်တွေကိန်းလာလိမ့်မယ်ဓမ္မဓာတ်တွေပေါ့တရားအတိတွေမညာဖုန်ညာတွေပေါ့ဘာစွမ်းအားကြောင့်လဲဘာတွေကိုလက်ကင်ထားအားထုတ်လေးလဲမင်းရင်အပမဒတရားလက်ကင်ထားလို့ဘာလက်ကင်ထားလို့ဒါဆိုယောဂီသူတော်ကောင်းမေးပြရစီပမာဒနဲ့နေမလားအပမာဒနဲ့နေမလားမမေ့မလျော့တော့တတိတရားလက်ကင်ထားပြီးတော့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတရားတွေထာဝရပွားများနိုင်ကြပါစေပွားများတဲ့ကုသိုလ်စိတ်တို့သည်လည်းပဲမညာဘုံညာမေစကံဖို့စကံကိုလေမြန်းသောသိဉာဏ်တို့ဖြင့်ကောင်းစွာမသွေရရှိနိုင်ကြပါစေကုန်သတည်းကဲကုသိုလ်တရားလေးရင်ဝယ်ပိုက်ပြီးတလောကလုံးကိုမေတ္တာဖြောင်းဝေကြမယ်အထေရမမြတ်တရဝါ
ရှမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအောက်အယမမြာသရဝါရှမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအနန္တစကြာဝဠာမြာသရဝါရှမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေတရားဟောတရားနာမြာသရဝါရှမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေကိုယ်စိတ်နှပြဘေးရန်ကွာကြမ်းမာကြပါစေကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီလုံးချွင်ပြုံးကြပါစေမေတ္တာယံသူဒေါသမှုအဘုကင်းပါစေမေတ္တာရေချမ်းကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီနှလုံးကိုယ်စီသုံးချွင်ပြုံးကြပါစေဒုမေတ္တာစွမ်းကဘာလွန်အေးချမ်းကြပါစေဒုမေတ္တာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရာမြတ်ပေါင်းညာကြောင့်အမတခေမံဤနိဗ္ဗာန်ကိုဧကံထုတ်လျှောက်ရောက်စေသောယနေ့ယခုအာထုသမယမြတ်ဘာကကိုမိဘဆရာမျိုးသားနှင့်ကိုမဆောင်ချက်ကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝေနေရတို့ရကြပါစေဘေးငါဝေသည်မြာတွေသာဓုခေါ်စေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုအမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနှင့်
ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုယရနာစံတမြတ်ကဲ့သို့အေချမ်းတရားချီကြ၏ပစ္စုပန်တကွေကိုစီကိုငါတရားထူတွေ့ကြပါစေဘုရားတရားတော်ဖြင့်ပြောင်းမွေးနိုင်ကြပါစေ